လေးစားချစ်ခင်ရပါတော့မိတ်ဆွေများခင်ဗျာဒီကနေ့မြန်မာနိုင်ငံဟာနိုင်ငံရေးစီးပွားရေးလူမှုရေးအစရှိတဲ့ကဏ္ဍမျိုးစုံနဲ့တူကဘာနဲ့ရင်မောင်တန်းအောင်စ조사နေတဲ့ခေတ်ဖြစ်ပါတယ်အဲ့တော့မကြာသေးခင်ကာလအတွင်းမှာလည်းအားလုံးသိတဲ့အတိုင်းပါပဲတကယ့်ကိုပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုနိုင်ငံတကာနေဈေးကွက်စီးပွားရေးထိုးပေါက်ဝင်ရောက်လာမယ့်အချိန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့စဉ်းစားဖို့ချက်လိုပါတယ်ကဘာအဆင့်ကြီးရင်မောင်တန်းနိုင်မဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုကျွန်တော်တို့ဟာလုပ်ကိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ဒီကိမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ကတကယ်ကိုခိုင်မာတဲ့ကပအဆင့်မီကျွန်တော်ရဲ့ဈေးကွက်စီးပွားရေးလုပ်ငန်းတစ်ခုကိုမိတ်ဆက်ပေးကြပါတယ်အဲ့ဒါကတော့ network marketing ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒါတော့တကယ်ကိုပဲကျွန်တော်ရဲ့ယုံကြည်စိတ်ချမှုမှန်မှန်ကန်ကန်နဲ့တကယ်ကိုစနစ်ကျမှုတွေရဲ့နောက်မှာ network marketing လုပ်ငန်းကိုလုပ်ကိုင်နေတဲ့ကျွန်တော်ရဲ့ leader ကြီးတူဖြစ်တဲ့ကိုစိုင်းမျိုးမင်းလက်နဲ့အခုလိုမျိုးတွေ့ဆုံမေးမြန်းခန်းတစ်ခုလုပ်ထားပါတယ်အဲ့တော့မိတ်ဆွေများကကျွန်တော်တို့ရဲ့အမေးဖြေလေးတွေနားထောင်မယ်ပြီးရင်ကျွန်တော်တို့ရှင်းပြတဲ့အချက်လက်လေးတွေကတကယ်ပဲ awareness ဖြစ်ပြီးတော့ဘူးတုတမျိုးစုံနဲ့အတူစိတ်ပါပြီးတော့တကယ်ကိုကျွန်တော်ရဲ့လုပ်ငန်းနဲ့အတူလက်တွဲဖို့အတွက်ကမ်းလှမ်းတဲ့ဗီဒီယိုခွေလေးလို့အသိမှတ်ပြုပေးပါခင်ဗျာကဲအဲ့ဒါတော့ကြီးအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးစပါပြီစီးမျောခံစားကြည့်ရှုပေးပါဦးခင်ဗျာကိုလည်းမင်္ဂလာပါဗျာကိုလည်းသဘောကျတယ်တော်အားကျတယ်ဗျာဟုတ်ကဲ့ကိုလည်းကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအတွက်ပေါ့နော်ဒါစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တကယ်ကိုကျွန်တော်တို့ညှိစနစ်မှန်မှန်ပေါ့နော်အကြောင်းအရာတစ်ခုလုပ်ငန်းတစ်ခုကိုတေချာလေ့လာပြီးမှလုပ်ဖို့အတွက်ကိုပြင်ဆင်ထားတယ်ဆိုတာသိတော့ကျွန်တော်လည်းဘာပြောကိုလည်းနဲ့စကားပြောချင်တယ်ပေါ့နော်ဒါမျိုးလေးတွေးဆောင်ရတဲ့အတွက်လည်းကျွန်တော်လည်းဝမ်းသာပါတယ်ဗျာတွေ့ရတယ်တကယ်ဝမ်းသာပါတယ်ဗျာဟုတ်အဲ့တော့ကိုလည်းဒီလုပ်ငန်းပေါ့နော်ဒါဆို network marketing ပေါ့နော်နိုင်ငံတကာမှာတော့ဒါနှစ်ပေါင်းများစွာတော်တော်လေးကိုတွင်းကျင်ရှိတယ်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုမြန်မာနိုင်ငံမှာတော့အားနည်းချက်လေးတွေရှိတယ်လို့ကျွန်တော်မြင်ခဲ့ပေါ့နော်ဒါပေမဲ့အခုဒီကိုလက်တို့ရဲ့ဒီ success mode ကနေတကယ်ကိုပဲဒီ network marketing နဲ့ပတ်သက်ပြီးစနစ်တကျပေါ့နော်သင်တန်းတွေလည်းရှိတယ်ပြီးတော့တေချာဖို့ကိုတို့ဘက်ကနေကျန်တဲ့သူတွေအတွက်ကို delegation ကို awareness ကိုတေချာဖို့လုပ်ပေးနိုင်တာကိုတွေ့ရတော့ကိုလက်ဒီလုပ်ငန်းပေါ့နော်ဒီ network marketing ကိုဘယ်လိုစိတ်ဝင်စားဖြစ်တာလဲပြီးတော့ဒါဆိုရင်သိကြတဲ့ဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေရှိပါဘူးဒါလည်းတော့ကျွန်တော်အရင်သိချင်တယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဇာတိပေါ့နော်ဇာတိကတော့ကျွန်တော်ကရင်ပြည်နယ်ကျန်းစစ်ကြီးပေါ့ပြီးတော့ကျွန်တော်တူငယ်တန်းကျွန်တော်စတက်ဖြစ်တာမော်လမြိုင်နဲ့စတက်ဖြစ်တယ်မော်လမြိုင်မှာပါမော်လမြိုင်မှာတက်တယ်ကျွန်တော်ဘာလို့၈တန်းနှစ်လောက်ထိတက်ဖြစ်တယ်မိဘစီးပွားရေးအခြေအနေနဲ့ပေါ့နော်ကျွန်တော်မန္တလေးပြောင်းသွားတယ်9ရန်10ရန်ကိုကျွန်တော်မန္တလေးမှာကျောင်းတက်ဖြစ်တယ်ဒီ10ရန်နှစ်လောက်ကြာတော့ကျွန်တော်မိဘတွေစီးပွားရေးကြာလာတယ်အဲ့ချိန်မှာကျွန်တော်ကျောင်းထွက်ပြီးတော့ပေါ့နော်ဒီအပြင်ပြည်နဲ့ပေါ့အပြင်ပြည်နဲ့ကျွန်တော်မိဘစီးပွားရေးဝင်ကူရေးနဲ့ကျောင်းတက်ခဲ့တယ်ပေါ့နော်ကျွန်တော်91မှာ10ရန်အောင်တယ်တက်ကူတက်ဖြစ်တာကတော့ကျွန်တော်ဒီတကုံမှာကျောင်းတက်ရင်းနဲ့ကျွန်တော်တင်မောလိုက်ဖို့အတွက်တင်တန်းနေတက်တယ်ကျွန်တော်ဒီ95လောက်မှာကျွန်တော်တင်မောစတက်ဖြစ်တယ်တင်မောကျွန်တော်10နှစ်လောက်ကျွန်တော်လိုက်တယ်10နှစ်10နှစ်အဲ့10နှစ်လိုက်ပြီးတော့မှကျွန်တော်ကောင်းကောင်းသိလိုက်ရတာပါလဲဆိုတော့ဒီလာခစားဘဝနဲ့ဘယ်တော့ချမ်းသာအောင်ဗျဘာလို့ဆိုတော့သူ့မှာအကန့်အသတ်ရှိတယ်သူပေးတာယူကျွေးတာစားခိုင်းတာလုပ်ပဲကျွန်တော်တော့ဘယ်ကြိုးစားကျွန်တော်တို့မှာချမ်းသာလာဖို့ chance ပေါ့မရှိဘူးအဲ့မှာကျွန်တော်ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ပေါ့ကျွန်တော်ဆုံးဖြတ်လိုက်တယ်အဲ့တော့10နှစ်လောက်ကျွန်တော်စုဆောင်းထားတဲ့ပတ်စံလေးနဲ့ကျွန်တော်ဒီ35လမ်းမှာ Galaxy Studio ဆိုပြီးကျွန်တော်တီးဖြတ်လုပ်ငန်းရဲ့အသေးတန်လေးလုပ်ငန်းကျွန်တော်လုပ်တယ်brother လို့ကိုလာဟုတ်ကဲ့အဲ့တော့ဝါသနာရဝါသနာလူပညာလောဝါသနာပါမင်းသားမဖြစ်လို့တာပါအဲ့တော့ဦးရီကိုခန့်ပါရဲ့အဲ့တော့ကျွန်တော်ဒီဟိုမှာ2005လောက်မှာကျွန်တော်ဗီဒီယိုတီးဖြတ်လုပ်ငန်းကိုလုပ်တယ်ဟုတ်ကဲ့လုပ်တယ်အောင်မြင်တယ်တော်တော်လေးအောင်မြင်တယ်တော် writer တော်များကျွန်တော်တီးကြတယ်ကျွန်တော်ဘယ်လိုပြောမလဲတီးဖြတ်တယ်မှာလည်းဈေးအများဆုံးပဲဒါပေမဲ့ creation ပါတယ်နောက်ပိုင်းကိုယ်ပိုင်စီးပွားရေးလုပ်လာတဲ့အချိန်မှာဘာတိလာလဲဆိုတော့အရင်းနှီးများရှိမှကျွန်တော်တို့ကကိုလုပ်ချင်တဲ့အရာကိုဘက်ကောင်းမလုပ်နိုင်တော့ဘူးဗီဒီယိုတီးဖြတ်နဲ့ဒီ studio ၄နှစ်လောက်လုပ်လိုက်ပြီ၄နှစ်လောက်လုပ်လိုက်လုပ်ပြီးတော့မှကျွန်တော်ဒီမောပြန်တက်တယ်
သိမပြန်တယ်တစ်ခေါက်ပြန်သွားတော့ခုနအရင်ပြန်ရှာမယ်ဆိုတော့ပြန်တက်သွားတယ်တစ်နှစ်လိုက်ခဲ့တယ်လိုက်ပြီးတော့မှတင်ဖို့ပြန်လာတဲ့အချိန်မှာကျွန်တော်အမကနေပြီးဒီ network marketing ဆိုတာကိုစပြီးတော့မိတ်ဆက်ပေးတယ်ဟုတ်အမသူ network marketing အကြောင်းသူပြောပြတဲ့အချိန်မှာကျွန်တော်အရင်စိတ်ဝင်စားပါတယ်ဟုတ်ဆိုရင်းရမယ့်အရင်ကလည်းနည်းနည်းလေးပဲဒါပေမဲ့ကိုစူးစမ်းရင်စူးစမ်းတဲ့လောက်ရမယ်ပေါ့နော်ကျွန်တော်တို့ကလည်းဘာလို့ဆိုတော့ကိုစူးစမ်းရင်စူးစမ်းတဲ့လောက်အကျိုးခံစားမှုရချင်တာဒါပေမဲ့ခုနပြောတဲ့အရင်ကြီးမတက်နိုင်လို့ဒါစီးပွားရေးလုပ်ငန်းကိုအောင်မြင်မလုပ်နိုင်ဘူးအဲ့တော့အရင်နည်းနည်းလေးနဲ့ဒီလိုအောင်မြင်လုပ်နိုင်မယ်ဆိုတော့စိတ်ဝင်စားသွားတယ်ဝင်လို့ဖြစ်တယ်ပေါ့2010မှာ network marketing ကုမ္ပဏီ2ခုလောက်ကျွန်တော်လုပ်ဖြစ်တယ်အရင်ဆုံးကုမ္ပဏီ2ခုလောက်ကျွန်တော်တွေ့ကြုံရအောင်လေးလာဝိုင်းလုပ်သွားတယ်အထိုက်လျောက်တော့ဝင်ငွေရတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကုမ္ပဏီတိတ်မကြိုက်ဘူးကုမ္ပဏီမကြိုက်တာနဲ့ကျွန်တော်ရပ်လိုက်တယ်ရပ်ပြီးတော့မှဗီဒီယိုတီးဖက်လုပ်ငန်းပြန်လုပ်ဖြစ်တယ်တစ်နှစ်လောက်ပြန်လုပ်ဖြစ်တယ်လုပ်ရင်လည်းမှအဲ့ချိန်မှာ Mr. Bag ပေါ့ထိုင်းနိုင်ငံ Mr. Bag ကရောက်လာတယ်ကျွန်တော်ဒီ success mode ကုမ္ပဏီနဲ့မိတ်ဆက်ပေးတယ်သူလာမိတ်ဆက်တဲ့ချိန်တော့ကျွန်တော်ဒီတေချာစဉ်းစားသေးတယ်ဘာလို့ဆိုတော့အရင်လိုဖြစ်မှာဆိုလို့တေချာလည်းအရင်တွေ့ကြုံရတယ်ဆိုတော့နည်းတော့ဒါမမှားအောင်ပေါ့နော်ဘာလို့ကိုမားတာပြဿနာမရှိကိုနောက်ဝက်လိုက်လာမယ်ကိုရဲ့ miss တွေဘောဟာရှိရလေအဲ့တော့ကျွန်တော်တေချာစစ် plan ကိုကျွန်တော်တေချာစစ်တယ်plan ပိုင်းဆိုင်ရာကိုကျွန်တော်မြန်မာနိုင်ငံအတွက်ကိုက်ညီပါမလားနောက် product ပိုင်းသုံးကြည့်တယ်ကောင်းရလားဘာလို့ product မကောင်းရင်လည်းအဆင်မပြေပြောင်း product သုံးကြည့်တယ် product လည်းသဘောကျတယ် plan လည်းသဘောကျတယ် company background လေ့လာကြည့်တယ် company ခိုင်မာမှုရှိမရှိပေါ့နော်အဲ့ဒါကြီးကြည့်တယ် company ခိုင်မာမှုရှိအာမကန်ချက်တွေအများကြီးရှိဖို့လိုတယ်ပေါ့4-5-6လလောက်ကျွန်တော်အချိန်ယူပြီးလေ့လာလိုက်တယ်6လလောက်ကျွန်တော်ကြာအဲ့မှာဆုံးဖြတ်လိုက်တယ်မြန်မာပြည်တော့ကိုက်ညီပြီဘာလို့ဆိုလုံးမယ်ပေါ့ဆုံးဖြတ်ချက်ချလိုက်ချိန်မှာ company ကနေပြီးတော့မှကျွန်တော်ဒီဟိုမှာ2014မှာ2014 January မှာကျွန်တော် company လာဖွင့်တယ်သူပါသူတရားရကလို့ရင်းနှီးမြှုပ်နှံမှုနဲ့လာဖွင့်တယ်အဲ့ချိန်မှာကျွန်တော်စပြီးမမဝင်တော့မဝင်ပြီးလုပ်ခဲ့တယ်အခုဆိုရင်ကျွန်တော်တစ်နှစ်နဲ့8လရှိပြီတစ်နှစ်နဲ့8လလက်ရှိဆို Blue Diamond ရသွားပြီ Blue Diamond ရပြီတစ်နှစ်နဲ့8လတော့ Blue Diamond ရပြီ Diamond အားလုံး9ယောက်8ယောက်ရှိတော့ဗောနော် Diamond 8ယောက်မြန်တယ်အဲ့တော့ဒီလုပ်ငန်းကကျွန်တော်ဒီ8လတွင်းမှာဟုတ်တယ်တချို့လုပ်ငန်းတွေဆိုအဲ့လိုလွယ်ကျွန်တော်တခြားစီးပွားရေးလုပ်ငန်းတွေလို့တစ်နှစ်8လဘယ်လို့မှမအောင်မြင်နိုင်ဘူးဒီမှာကျတော့ကျွန်တော်တို့ပတ်မှုပြီးမဲ့ကုမ္ပဏီရှိတယ်ခုနပြောတဲ့ plan ပေါ့အဲ့ plan အရင်ကောင်းတဲ့ခါကျတော့လုပ်ရတာအဆင် product ရယ် plan ရယ်နောက် system ဆိုတဲ့ခုနဒီစနစ်ပေါ့အဲ့သုံးခုကောင်းမွန်တယ်ဆိုရင်ကျွန်တော်တို့အချိန်တိုတွင်းအောင်မြင်နိုင်တယ်ကျွန်တော်ဒီဟာကိုကျွန်တော် target ချထားတာ9နှစ်ပေါ့နော်9နှစ်ဆို9နှစ်တည်းမှာကျွန်တော်အောင်မြင်အောင်စူးစမ်းနိုင်မယ်လို့ target ချတာဒါပေမဲ့တစ်နှစ်8လတည်းမှာကျွန်တော်မှန်းထားတဲ့ target ကိုရောက်သွားဝေါသဘောတော်ကြာရပြကိုတို့ရဲ့ဆို input တစ်ခုကိုခုနက process ကောင်းကောင်းကြောင်း output ထွက်သွားတယ်ဆိုတဲ့သဘောမျိုးပြောပြတာပေါ့နော်ဟုတ် process ကအရင်ခိုင်မာလို့အဲ့လောက်ဒီမြန်ဟုတ်ပါတယ်ဟုတ်ပြီဗျာဒါဆိုကျွန်တော်နောက်တစ်ခုသိချင်တာကလေဒီစနစ်တစ်ခုကိုပေါ်ပေါက်ဖို့အတွက်ကိုတကယ်ပဲစုံဦးတီထွင်သူတွေပေါ့မှာပေါ့နော်သူတို့တကယ်ကိုပဲဟိုစ조사လုပ်ကန်တဲ့အပိုင်းတွေပါတာပေါ့နော်အဲ့အခုဆိုရင် network marketing နဲ့ပတ်သက်ပြီးတော့ internet မှာကြည့်မိသလောက်ကတော့အဲ့လိုမျိုးပေါ့နော်ဒီစနစ်ကပေါ်ပေါက်လာပုံကတော်တော်လေးကိုတော့လေ့လာစရာအများကြီးပေါ့နော်ရှိရတော့ဒါပေမဲ့ကိုလက်ကကြတော့တေချာစနစ်ကြလေ့လာတာဆိုတော့ကိုလက်ပြောတာကြတော့ကျွန်တော်တကယ်ကိုနားထောင်ကြပါလေပြီးကြပါဆိုတော့အဲ့တော့ network marketing ဘယ်လိုစတင်ပြီးတော့ပေါ်ပေါက်လာတာလဲဆိုတာလေးကကျွန်တော်ပြောပြပေးပါဒီ network marketing စနစ်မှာပေါ်ပေါက်ခင်ပေါ့1920လောက်မှာဒီကျွန်တော်တို့ direct အယောင်စနစ်ဆိုပြီးမှအရင်စပေါ်လာတယ် direct အယောင်စနစ် direct selling ပေါ့ direct selling ဆိုပြီး direct အယောင်စနစ်ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဥပမာပြမယ်ဆိုရင် Mistin လို့လိုမျိုးပေါ့Mistin တချို့အိမ်နိုင်ရောက်လက်ရောင်တဲ့ထီးတယ်လိုမျိုးပေါ့ထီဆိုင်ကြီးတွေလိုမျိုးပေါ့ဒါဆိုရင်တိုက်ရိုက်ရောင်းစနစ်အိမ်နိုင်ရောက်လက်ရောင်တဲ့စနစ်တွေပေါ့အဲ့တော့တိုက်ရိုက်ရောင်းကုမ္ပဏီကြီးတွေကသူတို့မှာအရောင်းကိုယ်စားလှယ်တွေခန့်ထားတယ်သူတို့ပစ္စည်းရောင်းရတဲ့ပုံမူတည်ပြီးသူတို့ခုနပြော bonus ပေါ့ bonus တွေနဲ့ commission တွေနဲ့ပေးတယ်ပေါ့နော်အဲ့တော့လူတော်တော်များများမှားတတ်တာကဒီ network marketing နဲ့ဒီတိုက်ရိုက်အရောင်းစနစ်ကိုမှားကြတာသူကအဲ့ဒါကြောင့်သူက network marketing ကုမ္ပဏီမှာလုပ်ပြီးဆိုတာသူကပစ္စည်းရောင်းရတယ်ဈေးရောင်းမယ်လို့ဖြစ်မြင်တော့သွားတော့ပေါ့ဒါတကယ်တမ်းကျတော့ဒီ network marketing စနစ်နဲ့တိုက်ရိုက်ရောင်းစနစ်လုံးဝမတူဘူးဒီ1934လောက်ရောက်မှWilliam Casselberry နဲ့ Lee Mytinger တို့နှစ်ယောက်ပေါင်းပြီးတော့မှနော်ဒီစားသုံးသူခန်းစားခွင့်ဆိုတဲ့ဒီ network marketing စနစ်ကိုစပြီးရေးဆွဲတာ14နှစ်လောက်ကြာ14နှစ်ကြာပြီးတော့မှအဲ့တော့သူတို့စယူဆဲတဲ့အချိန်တော့ plan ကအားနည်းချက်လေးတွေရှိတယ်ဒီ1959လောက်ရောက်မှပဲဒီ Richard Devo နဲ့ Javan Adler တို့ကနေပြီးတော့မှဒီ network marketing plan ကိုပြန်ပြီးတော့မှပြုပြင်တယ်ပြန်ရေးဆွဲတယ်ပေါ့နော်ပြန်ဖြည့်ဆွတ်တယ်အဲ့ဒီအချိန်ကနေစပြီးတော့မှဒီ Amway ဆိုပြီးစပေါ်လာAmway ကုမ္ပဏီစပေါ်လာအဲ့ကနေစပြီးအောင်မြင်သွားတာပေါ့နော်အခုဆိုရင်နှစ်ပေါင်း60လောက်ရှိပြီ network marketing တော့အောင်မြင်ခဲ့တယ်အခုဆိုရင်လည်းဒီစားသုံးသူကနေပြီးတော့ millionaire ဖြစ်သွားတယ်အများကြီးပဲကျွန်တော်တို့ဒီ Google search ကနေဝင်ရှာမယ်ဆိုရင်ဒီ MLM top anna ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်ပြီးရှာမယ်ဆိုရင်တချို့ဆိုရင်ကျွန်တော်တို့ဒီတလားမြန်မာငွေနဲ့တွက်မယ်ဆိုရင်တလားကိုတိမ်ပေါင်းတောင်းတဲ့ချီပြီးဝင်တယ်လို့တောင်းရှိတယ်အဲ့တော့ဒီစနစ်ကြီးကတော်တော်လေးအောင်မြင်လာတော့ဗောနော်အခုဆိုရင်260လောက်ရှိပြီအောင်မြင်တဲ့ဖြတ်တန်းခဲ့တယ်အခုဆိုရင်လည်းဒါကျွန်တော်မြန်မာနိုင်ငံမှာလည်းဒီအခွင့်အလမ်းတွေတောင်းနေပါတယ်ဟုတ်ကဲ့ခင်ဗျနောက်တစ်ခုကဒီ marketing မှာပေါ့နော်ဒီဈေးကွက်
ပုံဖော်တဲ့ပုံစံလေးတွေရှိသလိုအဲ့လိုစီးစင်းမှုအပိုင်းတွေလည်းရှိပေါ့နော်တချို့ကတော့ marketing နဲ့ပတ်သက်ပြီးတော့ new viewer မျိုးစုံနဲ့ပေါ့နော်သူတို့စီးစင်းလာတဲ့ဟာမျိုးလေးတော့ရှိတယ်ဒါပေမဲ့ network marketing မှာရောဘယ်လိုမျိုးဒီဈေးကွက်စီးစင်းမှုပုံစံကဘယ်လိုမျိုးရှိလဲဆိုတာလည်းပြောပြပါဦးဟုတ်ရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ဒီ network marketing ဆိုတာလည်း marketing စနစ်တစ်ခုပဲဟုတ် marketing လို့ပြောလိုက်ရင်လူတော်တော်များများကဘာကိုပြင်းပြလဲဆိုတော့ဈေးရောင်းတာတစ်ခုပဲပြင်းပြ marketing ဆိုတဲ့အဓိပ္ပာယ်ကတော့ကုန်စည်စီးဆင်းမှုကိုဖြစ်ပေါ်စေခြင်းကုန်စည်စီးဆင်းမှုကိုဖြစ်ပေါ်စေခြင်းဟိုမှာကျွန်တော်တို့ဒီမင်းသားမင်းသမီးလည်း marketing အုပ်စုမှာပါတယ် TV channel တွေလည်း marketing တွေမှာပါတယ် channel တို့ magazine တို့သတင်းစာတို့ဘေးဘုတ်တို့ဒါတွေလည်း marketing အုပ်စုထဲမှာပါတယ်လက်လီလက်ကားဆိုင်ကြီးတွေ shopping mall တွေဒါလည်း marketing အုပ်စုထဲမှာပါတယ်နောက်ဆုံးဘောလုံးသမားဘောလုံးပွဲကစား marketing အုပ်စုထဲမှာပါတယ်David Beckham တို့ဆိုရင်အင်ဂျီထဲဝင်လိုက်ပေါင်တန်းဘလောက်ဆိုပြီးတော့ရတာဒါလည်း marketing လက်မှတ်ပါတဲ့ဟာတွေရောင်းနေသူ marketing လုပ်နေတာပဲကျွန်တော်တို့လက်ရှိသုံးစွဲနေတဲ့ marketing စနစ်မှာကြတော့ကျွန်တော်တို့ဒီအုပ်စုသုံးစုရှိတယ်ပေါ့နံပါတ်1ကတော့စားသုံးသူအုပ်စုရှိမယ်နံပါတ်2ကတော့ထုတ်လုပ်သူအုပ်စုရှိမယ်အဲ့ထုတ်လုပ်သူနဲ့စားသုံးသူကိုချိတ်ဆက်ပေးတဲ့အုပ်စုကကြတော့ခုနပြောတဲ့ marketing အုပ်စု marketing နော် marketing မှာကြတော့အဲ့ဒီခုနဂျားတွေကဝယ်စားလုပ်တဲ့ပေးတဲ့ marketing မရှိတော့စားသုံးသူနဲ့ကုမ္ပဏီရဲ့ချိတ်ဆက်သွားတယ်အဲ့တော့စားသုံးသူကလည်းကုမ္ပဏီမှာတိုက်ရိုက်လာဝယ်မှာကုမ္ပဏီကနေဘာလုပ်လဲဆိုပစ္စည်းကိုအရေးသွေးကောင်းထုတ်ပေးတယ်အဲ့တော့စားသုံးသူကလာဝယ်တော့သူကြိုက်တက်သွားတယ်ဒါဆိုရင်ကိုယ့်ရဲ့မိတ်ဆွေကိုလည်းဒီလိုပဲကုမ္ပဏီနဲ့လာပြီးချိတ်ဆက်ပေးတယ်အတူပါတွေပါလေမရှိတော့စားသုံးသူကကြတော့ကုမ္ပဏီမှာတိုက်ရိုက်ဝယ်သုံးတဲ့အတွက်ကြောင့်အရေးပစ္စည်းအစစ်မှန်သုံးရတယ်အပေါ်ဝင်တွေလည်းထည့်ရတယ်ကုမ္ပဏီပဲကြိုက်ပြန်လည်းအဆင်ပြေတယ်သူပစ္စည်းကိုစားသုံးသူကတိုက်ရိုက်လာဝယ်တဲ့အတွက်ဂျားထဲမှာအတူထွက်စရာမရှိတော့ပြီးတော့ကိုပစ္စည်းကိုကြိုက်အဲ့ဒါတွေကို feedback လေးပြန်လာပြီးတော့ပြန်ပြီး evaluation လေးဖြစ်တယ်စာပေးလို့ရင်တော့ဘယ်လိုမျိုးအမျိုးအစားယောက်ျားလားမိန်းမလားအသက်အရွယ်ကဘယ်လောက်လဲဘယ်အချိန်မှာဘယ်လိုမျိုးသုံးမလဲဆိုတော့ချက်ချင်းသိနိုင်တယ်ကောင်းတယ်ဗျာဟုတ်ကဲ့စားသုံးသူရောထုတ်လုပ်သူပဲကောနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ win-win ဒီဝင်းဒီဝင်းတော့ဟုတ်ကဲ့ဒါဆိုကိုလက်ပြောပုံရဆိုရင်ဒါ network marketing ရဲ့သူစီးစင်းလာတဲ့ပုံစံဟိုဟာကိုစိတ်ဝင်စားနေတယ်ပေါ့အဲ့အချိန်မှာကျွန်တော်နောက်တစ်ခုသိချင်တာဒီ network marketing ကိုတချို့ပေါ့နော်ပြောကြတယ်ဗျဟို pyramid လို့ပြောကြတယ်ပေါ့နော်ကိုလက်အမြင်အောင်စနစ်တစ်ခုအောင်မြင်လာလို့ရှိရင်ဒီအဲ့စနစ်ကိုအမိပြုပြီးတော့ပေါ့အတူရောင်စနစ်တွေကလည်းပေါ်လာတတ်တာဒါပဲလုပ်ငန်းမှာမဆိုဖြစ်တဲ့တဘာဝပေါ့ Amway လိုကုမ္ပဏီမျိုးတွေပေါ့နော်အရင်အောင်မြင်တဲ့အချိန်1980လောက်မှာကျွန်တော်တို့ဒီ pyramid စနစ်ပေါ်လာ pyramid ရဲ့အဓိကအားနည်းချက်ကပါလဲဆိုရင်သူကကုန်စည်စီးဆင်းမှုမရှိဘူး marketing မပါဘူးပတ်စံပညာထည့်နိုင်လို့ရှိရင်ဘယ်လောက်ရမယ်ပေါ့ဟိုမက်လုံးပေးတာပေါ့အဲ့တော့ရှင်းပြောတော့ငချင်းစီနဲ့ငချင်းကြော်တဲ့စနစ်ပေါ့သူကအရင်ဝင်ထားတဲ့လူတွေကိုနောက်ဝင်တဲ့လူတွေရဲ့ပတ်စံနဲ့ပဲပြန်ပြီးတော့မှ bonus ပေးသွားတယ်အဲ့တော့စနစ်ကစပြီးတော့မမှန်အောင်စနစ်ကအလွယ်ကြီးဖြစ်နေတယ်လွယ်တဲ့ခါကျတော့နောက်ပိုင်းကျတော့ပြဿနာတက်တာပဲပြဿနာတက်ပြီးတော့မှနောက်ဆုံးဒီပြည်တိမ်မှာဆိုရင်ပါလီမန်ထဲမှာသူတို့ဒီစနစ်ကို pyramid စနစ်ကိုအရေးယူတဲ့စနစ်ဖြစ်လာတယ်ဒီ network marketing စနစ်မှာကျတော့ကုန်ပစ္စည်းစီးဆင်းသွားတဲ့ပုံမှာ marketing ကုန်ကြစည်ဘယ်လောက်ရှိမလဲအဲ့ဒီပုံမှာတွက်ပေးတာကုန်ပစ္စည်းစီးဆင်းမှုမရှိဘူးဆိုရင်ကိုယ့်ကိုဘယ်လောက်ပဲဝင်ထားအရင်ထိတ်ကပဲဝင်ဘယ်လိုပဲဝင်တကြမ်းမရနိုင်ဘူးကိုလက်ပြောပုံရဆိုရင်ကျွန်တော်တခုယာတုတခုရကျင်လို့ကြားဖြတ်လုပ်လို့မရတော့သူကသူစီးဆင်းမှုမရှိဘဲနဲ့ပစ္စည်းတွေကိုအပေါ်ကြီးဖြစ်သွားမှာเนาะလုပ်လို့မရဘူးလုပ်လို့မရပါဘူးသူကပုံမှန်စီးဆင်းမှုရှိမှဒါလုံးဝအဲ့ရနဲ့ပတ်သက်တဲ့အကျိုးခံစားခွင့်ရှိမှလာရှိမှဟုတ်ကဲ့ဗျတော်တော်များများလေးဒီစနစ်တစ်ခုအောင်ပြီဆိုရင်နည်းနည်းပြောလောဘကြီးတော့ခုနကကျွန်တော်ပြောသလိုဖြတ်လန်းကြီးတွေပါလိုက်တော့လေအဲ့တော့အဲ့စနစ်ပါတခါတည်းဟိုခုနကပြောအဲ့လူကြောင့်ပေါ့နော်ဟုတ်တယ်ဟိုဒီစနစ်ပေါ်မှာထိခိုက်လာတော့ effect တွေပဲရှိတော့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကတော့ဟိုဒီ network marketing ကတရားဝင်စီးပွားရေးစနစ်ဆိုတာဘယ်လိုမျိုးလုပ်ထားလဲပြီးတော့ဘယ်အဖွဲ့အစည်းရောထိန်းချုပ်ထားလို့ရှိလားဟုတ်ကဲ့ရှိပါတယ်ဒီ network marketing ကတော့တရားဝင်စီးပွားရေးစနစ်တစ်ခုပေါ့တရားဝင် marketing စနစ်တစ်ခုပေါ့သူ့ကိုထိန်းချုပ်ပေးတာက DSA ပေါ့ DSA ဆိုတာ Direct Selling Association ပေါ့အဲဒါထိန်းချုပ်ထားပေးတာDSA ကဘာကိုအဓိကလုပ်ပေးလဲဆိုရင်သူကကုမ္ပဏီတစ်ခုပေါ့ကုမ္ပဏီတစ်ခုကဒီနှစ်မှာရောင်းအားဘယ်လောက်ရှိလဲဟုတ်ကဲ့ခုနပြောတဲ့သူ့ရဲ့ member တွေသူ့ရဲ့အသင်းဝင်အဖွဲ့ဝင်တွေကိုခန်းစားခွင့်ဘယ်လောက်ပြန်ပေးပြီးပြီလဲအဲ့ဒီဟာကိုတရားဝင် website မှာတွားကြေညာပေးတယ် Google search မှာတွားရှာမယ်ဆိုရင်ဒီ Direct Selling Association ဆိုပြီးရိုက်ထည့်လိုက်မယ်ဆိုရင်သူက American company ထောင်ချီရှိတယ်အဲ့ဒီ company ထောင်ချီတွေကိုသူနှစ်စဉ်ပေါ်ပြပေးတယ်ရောင်းအားဘယ်လောက်ရှိလဲခန်းစားခွင့်ဘယ်လောက်ပြန်ပေးပြီးပြီလဲအဲ့တော့ကိုက company တစ်ခုမှ member ဝင်ထားလို့သူပြောထားတဲ့ plan အတိုင်းခံစားခွင့်မရဘူးဆိုရင် DSA ကိုတိုင်ပေးရတယ်။ DSA ကနေအဲ့ company အရေးယူပေးတယ်။သူတို့ဥပဒေတိုင်းပေါ့။သူတို့ကထုတ်ထားတဲ့ law တွေရှိတယ်။အတန်ရေးယူပေးတယ်။ Okay ကျွန်တော်ထိုင်းမှာဆိုရင်လည်း TDSA ဆိုပြီး Thai Direct Selling Association ရှိတယ်။မလေးရှားမှာဆိုရင်လည်း MDSA ပေါ့။အဲ့လိုမျိုးမလေးရှား Direct Selling Association ရှိတယ်။အခုကျွန်တော်မြန်မာပြည်မှာလည်း DSA ဖွဲ့နိုင်ဖို့ပေါ့ကျွန်တော်လည်းစူးစမ်းနေတယ်။ဥပဒေရေးဆွဲနိုင်ဖို့ကျွန်တော်လည်းစူးစမ်းနေတယ်။ဟုတ်တယ်အရေးကြီးရနော်။အရေးကြီးရ။ဘာလို့ဆိုတော့လုပ်ငန်းတစ်ခုစနစ်တစ်ခုကတရားဝင်ဖြစ်ဖို့အတွက်ကတော့လိုအပ်ပါတယ်။သူများနိုင်ငံမှာရှိတယ်ဒီဥပဒေရှိရင်ကိုယ်နိုင်ငံမှာလည်းရှိရမယ်ပေါ့နော်။ရှိတင်ပါတယ်ဟုတ်ပြီလား။ Okay အဲ့တော့ရှိတင်ပါတယ်ဆိုတော့ကျွန်တော်တို့
အချိန်တိုင်းတာနဲ့ပေါ့နော်ဒါကအားလုံးနိုင်ငံတော်ကပါပူပေါင်းပြီးလုပ်ပြီးဖို့တော့လိုတယ်လို့ဒီမှာပူပေါင်းပြီးဖို့တော့လိုပါတယ်အခုလောဆယ်တော့ကျွန်တော်တို့ဒီစနစ်တစ်ခုပုံဖော်ဖို့အတွက်ကိုအရင်ဆုံးစပြီးလုပ်တာပေါ့ဟုတ်ကဲ့ဒါအရင်ဆုံးကျွန်တော်တို့ဒါအမှန်တမ်းပြောရင်မြန်မာနိုင်ငံမှာလည်းဒီမျိုးလုပ်ဖူးတယ်ဆိုတဲ့ကုမ္ပဏီရှိပေမဲ့လည်းကျွန်တော်တို့ဒီကုမ္ပဏီကနေစပြီးလုပ်တဲ့ခါမှာကြာရင်တော့နီးမှန်လမ်းမှန်ဆိုတော့အားလုံးအရင်ပြဖို့တော့မှန်ပါတယ်လုပ်မှန်ပါတယ်ဘာလို့ဒါကလည်းကျွန်တော်တို့တကယ်အခွင့်အလမ်းလိုချင်တဲ့သူတွေကျွန်တော်အခွင့်အလမ်းရှာနေတဲ့လူတွေအတွက်ဒါအခွင့်အလမ်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့ကပုံဖော်ပေးရမှာပေါ့လောဘကြီးလို့တော့မရဟုတ်ကဲ့ပုံမှန်လေးအဲ့တော့နီးမှန်လမ်းမှန်ဖြစ်လို့ဟုတ်ကဲ့ကိုလေကျွန်တော်ကြားဘူးတာတခုပေါ့နော်ဒါရင်ဖွင့်တာပါဒါညီကိုချင်းဆိုတော့တချို့ကဒီနောက် marketing လုပ်ပြီးတော့ပေါ့နော်အိမ်တွေရောင်းတာတို့လယ်တွေရောင်းတာတို့အမှန်တမ်းပြောပြဘွားပြက်တာမျိုးကြားဘူးလေဗျာဟုတ်လားFacebook ထဲမှာဆိုရဲဒါနောက်ကလုံးမဲ့လူတွေတောင်ဒါကြီးကအဲ့လိုမျိုးကြီးလာတွေ့ဝေသွားစေခြင်းလဲဆိုရဲအမျိုး emotion မျိုးဖြစ်အောင်သူတို့ရဲ့ feedback တွေပြန်ပြီးတော့ထုတ်ဖော်ပြောကြတာပေါ့နော်ဒါတော့ထားလိုက်ပေါ့နော်ဒါပေမဲ့အဓိကအဲ့လိုဘာကြောင့်ဒီလိုမျိုးတွေဖြစ်ဘူးတာလဲဖြစ်ခဲ့တာလဲဆိုတာလဲသိချင်တယ်ခင်ဗျာဟုတ်ကဲ့အဓိကပြောရမယ်ဆိုရင်တော့ကိုလုပ်တဲ့အလုပ်ကိုတေချာမလေ့လာတဲ့အကျိုးတွေပေါ့နော်အမှန်တကယ်ကိုအလုပ်တစ်ခုလုပ်တော့မှဆိုဒီလုပ်ရဲ့သဘောတရားကိုလေ့လာသင်တယ်ဟုတ်ကျွန်တော်ဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီအားလုံးရဲ့ plan ကိုလေ့လာကြည့်ပြီးပြီဟုတ်ဒါပေမဲ့အဲ့လိုအိမ်ရောင်းလေရောင်းလုပ်ရတဲ့ကုမ္ပဏီဆိုတာမရှိဘူးဒီနောက်မှာလည်းအဲ့လိုအိမ်ရောင်းလေရောင်းလုပ်ရတဲ့စနစ်လည်းမဟုတ်ဘူးအဲ့တော့ဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုတော့သူတို့ရဲ့မလေ့လာမှုတွေပေါ့တကယ်ဆိုရင်ဒီနောက်မှာmarketingစနစ်ကရင်းတယ်လို့တော့ပြောလို့မရဘူးဘာကြောင့်လဲကိုလိုတဲ့ပစ္စည်းကိုကုမ္ပဏီမှာဝယ်သုံးတယ်ကိုမိတ်ဆွေတွေလိုတဲ့ပစ္စည်းကိုဝယ်ပေးတယ်အဲ့တော့ကိုလိုတဲ့ပစ္စည်းကိုဝယ်သုံးတယ်ဆိုတာဒါရင်းတယ်လို့တော့သတ်မှတ်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့ဒီ successful company မှာဆိုရင်လည်းမြန်မာငွေ9000လောက်ရှိုံနဲ့ဒီလုပ်ငန်းစလုပ်လို့ရတယ်အဲ့တော့ပစ္စည်းဝယ်တဲ့အပိုင်းမှာဆိုရင်လည်းကျွန်တော်တို့လူတူသတ်မှတ်တဲ့ဝယ်ရမယ့်ပစ္စည်းတန်ဖိုးဒီ33000လား9သိန်းလားရှယ်ယာနှစ်မျိုးရှိတယ်ပေါ့အဲ့လို33000 9သိန်းဝယ်ပြီးတစ်ချိန်ပဲဝယ်ရတာတစ်လုံးပဲတစ်ချိန်ပဲဝယ်ရတာအဲ့တော့အိမ်ရောင်းစရာလည်းမလိုလက်ရောင်းစရာလည်းမလိုရှင်းရှင်းပြောရမယ်ဆိုရင်တော့เนาะအဲ့တော့ခုနဝယ်သွားတဲ့ပစ္စည်းကိုပြန်ရောင်းကျင်တပါဆိုရင်ပြန်ရောင်းမယ်ဆိုရင်လက်လီအများကလည်းထပ်ရသေးတယ်အဲ့တော့တကယ်လုံးမယ်ဆိုရင်ပေါ့နော်ခုနပြောတဲ့အိမ်တွေလည်းရောင်းစရာမလိုဘူးတကယ်လုံးလို့ရတယ်ဒါဆိုရင်တို့ဘာကြောင့်ရှုံးတာလဲအဲ့ဒါပေါ့အဓိကရှုံးရခြင်းအကြောင်းရင်းကဘာလဲဆိုရင်တော့များသောအားဖြင့်ယာရုမှတ်တယ်ယာရုတစ်ခုရဖို့အတွက်ဆိုရင်အမှဘလောက်ဘူးဝယ်လိုက်လို့ရှိရင်ပဲယာရုရမယ်ပေါ့အဲ့လိုမျိုးပစ္စည်းအများကြီးပေါ့300ချီတူးတယ်ပေါ့ကိုတူးတယ် network တိဆောက်ရမယ်စာ network တိဆောက်ပဲစီစဉ်မှုကိုမဆိုင်ပဲနဲ့အဲ့ဒီယာရုရဖို့အတွက်300ချီ1000ချီဝယ်လိုက်တယ်ဝယ်လိုက်တော့ဦးဝယ်လိုက်တော့ဒီပစ္စည်းတွေလည်းတော့ပိုက်မိတယ်အဲ့တော့သူထင်ထားတာကအဲ့ဒီယာရုရရင်ဒီဝင်ငွေလာစီရမယ်လို့ထင်တယ်တကယ်တော့ marketing ဆိုတာကကုန်ပစ္စည်းစီစဉ်မှုမရှိရင်တခြားမှမရဘူးအဲ့တော့ဘယ်ယာတူပဲရောက်ခုနပြောတဲ့လာစဉ်ဝင်ပြီဆိုတာရနိုင်မှာမဟုတ်ပါဘူးအဲ့တော့ company စီစဉ်မှုရှိအောင်ဘာလုပ်အောင်လဲဆိုတော့ network တိဆောက်ရမှာပေါ့အဲ့တော့အဓိကပြောချင်တာတော့မြန်မာလူမျိုးတော်တော်များများပေါ့နော်သူများအောင်မြင်ဘာကြောင့်အောင်မြင်တာလဲဘယ်လိုအောင်မြင်တာလဲမလေ့လာဘူးခုနပြောတဲ့ငါလုံနိုင်တယ်ငါပညာတတ်ငါလေ့လာစရာမလိုဘူးအဲ့လို confidence များတယ်ပေါ့နော်ငါရင်းနိုင်တယ်ငါငွေချမ်းသာတယ်ငါဒီရာထူးငါရအောင်လုပ်နိုင်တယ်အဲ့လိုမျိုးတွေပေါ့နော်ရှင်းပြောရရင်တော့ဘယ်လိုပြောမလဲတဝက်တစ်ပြက်နားထောင်တယ်သုံးပုံတော့လောက်နားလဲပြီးနှစ်ဆပြောတဲ့အချိန်ပေါ့တော်တော်မှနားလေးကြောင်းပါဟုတ်ဒါဆိုတော့ကျွန်တော်လေ့လာဖို့လိုတာပေါ့နော်ဟိုဆရာဝန်တယောက်ဆိုရင်လည်းကျွန်တော်တို့ဒီ engineer အလုပ်တဲ့လုပ်ကိုသူမသိနိုင်ဘူးလေဟုတ်ကဲ့ကိုက engineer ဆိုပြီးတော့မှကားမောင်းချင်တယ်ဆိုရင်ကားမောင်းတော့သင်ရမှာပဲဟုတ်ကဲ့အဲ့တော့ဒီ network marketing လုပ်မယ်ဆိုရင်ပညာတတ်တာမတတ်တာလည်းမဆိုင်ဘူးဟုတ်ကဲ့ခုနကကျွန်တော်တို့ဒီငွေကြေးချမ်းသာတယ်လည်းမဆိုင်ဘူးဟုတ်ကဲ့အဲ့ဒီ DC ဘွားရဲ့စနစ်ကိုတေချာနားလဲအောင်လေ့လာသင်ယူဖို့ကကြီးကြီးတယ်ဒါမှကျွန်တော်တို့စနစ်တကျစနစ်မှန်မှန်နဲ့အောင်မြင်နိုင်မှာပါဟုတ်ကဲ့ဗျာဒါဆိုအခုလိုပဲကြည့်ပေါ့နော်ဟိုကဒီလုပ်ငန်းမလုပ်ခင်တည်းကဒီမျိုး network marketing company တခုမှလည်းအလုပ်လုပ်ခဲ့တယ်ပြီးတော့ကိုယ်လုပ်မယ်ဆိုရင်လည်းဒီစနစ်တွေ plan တွေနော်ရောသူ့ product တွေပြီးတော့ဒီ company profile ဒါတွေအကုန်လုံးပြန်လေ့လာပြီးတော့မှ okay ဆုံးဖြတ်ချက်ချပြီးတော့မှလုပ်တာဖြစ်တယ်ဒါမျိုးတွေနောက်လုပ်မဲ့လူတွေကဒါမျိုးသိတင်ပြီးတော့လုပ်တင်နေပေါ့နော်ဟုတ်ကဲ့ကျွန်တော်အရင် company တစ်ခုလုပ်ထားတာတော့မှဒီ success မျိုးလုပ်မဲ့ချိန်မှာဒီ success မျိုးနဲ့ပတ်သက်တဲ့အရာအားလုံးအစအနေပြန်လေ့လာဒါမှပဲနီးမှန်လမ်းမှန်နဲ့ဘလို့အောင်မြင်သွားလို့ရမှာဆိုတော့သိနိုင်မယ်လေဟုတ်တွေ့ကြုံပေါ့နော်အများကြီးလို့တယ်တော့သူများပြောတိုင်းကိုလုံးနိုင်တယ်ထင်တိုင်း over confidence နဲ့တော့မလုပ်သင့်ဘူးဟုတ်ကဲ့ဒုစံတုံးနေပြီးတော့မှလုပ်လို့ရတာပေါ့နော်ဟုတ်ပါတယ်ဟုတ်ကဲ့ကိုလေးနောက်တစ်ခုကဒီ network marketing နဲ့ပတ်သက်ပြီးတော့စနစ်မှာပေါ့ဒီလာစဉ် bonus တွေပေးရနော်တမျိုးတော့မထင်တော့နည်းဆက်စုတာဟုတ်ကဲ့အဓိကဘယ်ကနေဒီလိုမျိုး
ဘာကြောင့်အဲ့လို bonus တွေအများကြီးပေးနိုင်တာလဲပေါ့နော်တချို့ကအဲ့လို Facebook တွေမှာလည်းပေါ့နော်ဒီ negative point တွေပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ feedback တွေပြန်ပြောတာမျိုးရှိတော့ပေါ့နော်အဲ့လိုအမျိုးစုံတို့ရဲ့ကိုယ့်ရဲ့ emotion တွေထုတ်ပြရချိန်မှာနည်းတော့ဘာလို့ကျွန်တော်ဆိုရင်ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ် cycle ဖြစ်သွားအောင်လေနောက်တစ်ခုသိချင်တာဒီ diamond ဒီကျွန်တော် success model မှာရှိတယ်diamond တွေဆိုရင်တစ်လောက်လာစဉ်ပေါ့နော်အဲ့လိုမျိုးရာကျော်300ကျော်အဲ့လိုမျိုးပေးတယ် bonus ပေးတယ်လို့ကြားတယ်ပြီးတော့ Royal Diamond ဆိုရင်ဥပမာလာစဉ်3000ကျော်3300လောက်ကိုရတယ်လို့ကြားရတယ်ပေါ့နော်အဲ့တော့နည်းနည်းတော့ခုနဟို negative point နေနဲ့ဒီကကျတော့ opportunities ပေါ့နော်သူ့ရဲ့ weakness ရဲ့ opportunity ကြားထဲမှာတကယ်စိတ်ဝင်စားတဲ့လူကဘာပြောတွေ့ဝေးတာပေါ့နော်ဘယ်ကနေဘယ်လိုရလဲပေါ့အဲ့တော့ဒါတော့ချင်းကျွန်တော်ရှင်းပြဒီနေ့ပေါ့အရင်ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းလုပ်မယ်ဆိုရင်အဲ့ဒီရှင်းဖို့တော့လိုတာပေါ့။ဘာကြောင့်ဘယ်ကရတာလဲသိဖို့လိုတယ်။ဒါမှမဟုတ်ဘူးဆိုရင်လူတော်တော်များခုနပြောသလိုမျိုးပေါ့။ဒါကဟိုမလုံးပေးတာဒါမဖြစ်နိုင်ဘူးလို့မျိုးတွေပေါ့နော်။ဟုတ်တယ်ဘာကြောင့်ရတယ်ဆိုတာကိုကျွန်တော်ဒီ marketing နဲ့ပြန်ရှင်းပြီးပြောပြပေးမယ်ပေါ့နော်။ကိုကောင်းတဲ့ဆိုမနေ့မနေ့တွားတိုက်လာ။တွားတိုက်တော့ရေချိုးလာရေချိုးလာအဲ့တော့ကိုကောင်းဆိုတွားတိုက်ရေချိုးပါလို့လေ။ဒါဟောတွားတိုက်ရေချိုးဆက်ပြတယ်။အဲ့တော့ဒီတော့တိုက်စီချိုးဆက်ပြကကိုကောင်းတဲ့ကိုဘာကိုလောက်တာလားဝယ်သုံးတာဝယ်ရတော့ဝယ်သုံးတယ်ဆိုစားသုံးသူပေါ့ဒါဆိုစားသုံးသူရှိမယ်ဆိုရင်ထုတ်လို့သူမရှိရဘူးရှိတော့ဥပမာဆိုပါဆိုကျွန်တော်ကထုတ်လို့ဒီပစ္စည်းတွေတခုပေါ့နော်ကျွန်တော်က50နဲ့ရောင်းချင်တယ်ဟုတ်ကဲ့ကျွန်တော်ထုတ်လို့မှုကုန်ကြစရိတ်ကျွန်တော်အကျိုးမြတ်ပါပေါင်းကျွန်တော်50ပြန်ရောင်းချင်တယ်အဲ့တော့ဒီပစ္စည်းကိုရောင်းဖို့အတွက်မြန်မာနိုင်ငံလုံးဖြန့်ဖို့အတွက်ကျွန်တော်တအိမ်တက်စိလိုက်အောင်အဆင်ပြေပါမလားလုံးဝမမြင်နိုင်ဒါဆိုရင်စားသုံးသူဖြစ်တဲ့ကိုကောင်းတဲ့စော်တို့တည်ဖို့အတွက်ကျွန်တော်ဘာလုပ်ရမလဲဒါဟော TV ကြော်ညာမှာဟုတ်မလား TV ကြော်ညာမှာနိုင်ငံလုံးတည်နိုင်တယ်အဲ့တော့ TV ကြော်ညာပြီးဆိုကြတဲ့ကမင်းသားမင်းသမီး driver ကျွန်တော်900အောင်လားငါပဲပုံစံစီရှိပြီပြီးတော့ကျွန်တော် TV channel ကျွန်တော်ပေးရပါကောင်းဆိုအတီးဆုံးပဲနော် TV channel မှာ10 second ဘယ်လောက်10 minute ဘယ်လောက်ဆိုတော့ second 20ဆိုတော့လဲတော့မဟုတ်ဒါဆိုအဲ့လို TV ကြော်ညာဖို့ဒီဘုတ်ထောင်ဖို့ဒီ magazine တွေမှာကြော်ညာဖို့အဲ့တော့ကျွန်တော်ခုနကကြော်ညာဖို့ကုန်ကြစိတ်တွေမရှိလာဘူးလားဟုတ်တယ်ဒါဆိုကျွန်တော်ခုန50နဲ့ရောင်းတဲ့ပစ္စည်းကိုကျွန်တော်50နဲ့ရောင်းနိုင်ပါအောင်မလားရောင်းနိုင်တော့အဲ့တော့ကျွန်တော်ကြော်ညာစိတ်ထည့်ပါအောင်ကြော်ညာစိတ်ကျွန်တော်20ရာခိုင်နှုန်းထည့်ပေါင်းကြည့်မယ်80ထားလိုက်80ဒါဆို TV ကြော်ညာကပေါင်းပြီး80ကျွန်တော်စီကိုဖြန့်မယ်အဲ့တော့ TV ကြော်ညာပြီးတော့ဒီမင်းသားမင်းသမီးတွေကတိတ်လက်စင်လိုက်ရောင်းပေးပါမလားမရောင်းပေးနိုင်ဘူးဟုတ်တယ်လားကျွန်တော်ဘာလုပ်ရမလဲဆိုတော့မင်္ဂလာဈေးလိုမျိုးလက်ကားထိုင်ကြီးကျွန်တော်ချိန်ဟုတ်တယ်လက်ကားထိုင်ကြီးကိုကျွန်တော်ကမာရီကျွန်တော်ပစ္စည်းလေး TV ကြော်ညာထားတယ်တင်ပေးပါအောင်ဟုတ်ပြီကိုလိုက်ရေး300ဘူးလောက်ပို့လိုက်ကျွန်တော်300ဘူး80နဲ့ကျွန်တော်ပို့ပေးလိုက်မယ်ဒါဆိုအဲ့လက်ကားဆိုင်ကတော့ဒီကျွန်တော်ပို့ရ80ကိုကျွန်တော်80နဲ့ရောင်းပြမှာမဟုတ်ဘူးဟုတ်တင်အောင်ပါသူမျက်ချင်းလို့ဆိုင်ဖွင့်လာတာလေမှန်တယ်အဲ့တော့သူ10ရာခိုင်နှုန်းပဲတူတင်အောင်လက်ကားဆိုတော့ဟုတ်တယ်အဲ့တော့သူစီရောက်သွားတဲ့အချိန်မှာဘယ်လောက်ဖြစ်သွားလဲဆိုတော့80ဖြစ်သွားတယ်80နဲ့80ဖြစ်သွားတယ်ဈေးတက်သွားတယ်30ညာနေပြီနော်အရင်ကကိုကောင်းတက်ဆိုမနဲ့မိုးလင်းသွားတယ်လို့သွားတဲ့စီကုန်သွားမယ်မင်္ဂလာစီလောက်ဝယ်မလားဝယ်ဘူးဆိုတော့ကိုအနီးနားမှာရှိတဲ့လက်လီဆိုင်တို့ဆိုင်တို့ပါလက်စိုးဆိုင်ပါနော်အဲ့တော့ဒီစတိုးဆိုင်တွေကလည်းဘယ်ရယူလဲဆိုတော့ဒီလူမင်္ဂလာစီကလက်ကားထိုင်ကြီးလက်သူယူလာမယ်ဒါဆိုလက်ကားဆိုင်ကသူ80နဲ့ယူလာတဲ့ပစ္စည်းကိုသူ80နဲ့ရောင်းပါမလားမရောင်းအနည်းဆုံး20ရာခိုင်နှုန်းဒါပဲ100ကိုကောင်းတက်ဆိုဝယ်ရမယ်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ကုန်ပစ္စည်းတွေကအဲ့ဒီစနစ်နဲ့ပဲဖြတ်တန်းခဲ့တာမဟုတ်ဘူးလားဒီကြော်ညာမဲ့လက်ကားလက်လီဒီလိုဖြတ်တန်းခဲ့တာဒါဆိုကျွန်တော်ထုတ်တော့ကဘယ်လောက်လဲ50ကိုကောင်းတက်ဆိုဝယ်ရတာ100ကြားတဲ့50ပဲရောက်သွားတယ်အဲ့ဒါ marketing ကိုခေါ်တာပေါ့ကုန်စည်စီးမှုကိုဖြစ်ပေါ်စေခြင်းမှာအဲ့ဒါပါအဲ့တော့ marketing က50ဒါဆိုကိုကောင်းတက်ဆိုကမနဲ့မိုးလင်းသွားတစ်ချိန်တိုက်လို့100ကျတယ်ဆိုတော့ဟုတ်100ကျတယ်ဆိုရင် marketing ဘယ်လောက်လဲ50ဒါဆိုမြန်မာလူကြီးတန်းဘယ်လောက်ရှိလဲ52တန်းဟုတ်တယ်တော့52တန်းမှာ10တန်းနဲ့ပဲသွားတိုက်အဲ့တော့သွားတစ်ချိန်တိုက်လို့50ကျတယ်10တန်းနဲ့မြောက်ကြည့်မယ်ဘယ်လောက်ကျမလဲဟုတ်350ဒါသွားတစ်ချိန်တိုက်တဲ့ marketing ပဲရှိသေးတယ်စားသုံးသူပဲပေးနေရတာဟုတ်တယ်အဲ့တော့နေ့စဉ်ရေချိုးတာတို့ overshot တာတို့နေ့စဉ်ဘာရကိစ္စတုံးရတဲ့ပစ္စည်းတွေ daily life time မှာအများကြီးဟုတ်တယ်ကိုကတော့တုံးခဲ့တဲ့တင်းချီပြီးတော့10ချီပြီးတော့မှဝယ်ခဲ့တယ်ကိုကတော့ဘာတွေပြန်ရခဲ့ဘူးလဲဘယ်ရမလဲအဲ့တော့ဒီနေ့စဉ်းစားကြည့်လိုက်မင်းသားမင်းသမီးမချမ်းသာဘူးလားTV channel မချမ်းသာဘူးလားဟုတ်တယ်ဗျာကျွန်တော်တို့ခဏလက်လီလက်က shopping mall တွေမချမ်းသာဘူးလားဟုတ်တယ်နော်ဒါဆိုစားသုံးသူကဝယ်ရင်းနဲ့ပတ်သက်သွားတယ်ရှားတော့မလောက်ဖြစ်နေတယ်ဟုတ်တယ်ဒီကနေ့ကျွန်တော်တို့ဒီ network marketing စနစ်မှာကြာတော့ခုနက marketing ဆိုတဲ့ဈေးကြီးမရှိတော့အဲ့ဒီခုနကမင်းသားမင်းသမီးပေးမဲ့ပတ်စံတွေ TV ကြော်ညာကပေးမဲ့ပတ်စံတွေကျွန်တော်ဒီ magazine channel ပေးမဲ့ပတ်စံတွေလက်လီလက်ကအမြတ်ပေးမဲ့ပတ်စံတွေစားသုံးသူကိုပြန်ပေးမယ်ဆိုရင်ခုနက300ချီရတာများသေးလား marketing နဲ့ရှင်းလိုက်မယ်ဆိုရင်အရင်လဲပါသေးတယ်ဟုတ်တယ်နော်တော့အဲ့တော့300ချီပဲကရလဲဆိုတာဒါအမြင်ရှင်းမယ်လို့ထင်ပါတယ်တော်တော်ကိုရှင်းသွားပြီတော့ဓာတ်ရိုက်စနစ်နော်ဓာတ်ရိုက်သွားပြီဂျားတွေကဘာမှခုနပြောသူမခံမနဲ့ဝင်းရင်းစည်းတိုင်းဟုတ်
တချို့တွေကကြတော့ဘလို့ပြောလဲဆိုတော့ Facebook မှာတော်တော်များဟိုတက်လုံးသူများချမ်းသာအောင်ကိုကရှာပေးနေတာကြတော့ဘာမှမပြောခဲ့ဘူးအခုလိုမျိုးကိုကနေပြီးတော့မှဝင်ငွေပြန်ရမယ်ဆိုလဲဆိုတော့ဒါကလိမ်ညာစီးပွားရေးသူတို့ရဲ့အမြင်ပေါ့ဒါကတော့သူတို့ရဲ့အပြစ်မဟုတ်ဘူးစနစ်တစ်ခုကိုနားမလဲတဲ့ခါကျတော့ကိုယ့်ရဲ့ဘောင်ထဲကနေပြီးတော့မှတွေးပြီးပြောကြည့်တာပေါ့တက်လုံးတွားတိုက်ခဲ့တာပဲတက်လုံးရေချိုးခဲ့တာပဲဘယ်တော့မှဝင်ငွေပြန်မရဘူးဟုတ်တယ်ဒီတစ်ချိန်ဝင်ငွေပြန်ရတယ်ဆိုတော့ဒါကလိမ်နေတာပဲတေချာပေါ့လိမ်နေတာပဲလို့သူကတွေးလိုက်တာပေါ့ဘယ်လိုကြောက်ရတယ်ဆိုတော့စနစ်ကိုသူမသိလို့ပေါ့ဟုတ်တယ်မင်းကျွန်တော်တို့ကအမြဲတမ်းဘယ်လိုပြောမလဲအခွင့်အလမ်းတစ်ခုဆိုတော့ကျွန်တော်တို့နားမျက်စိပိတ်ထားလို့မရဘူးအမြဲတမ်းဖွင့်ထားမှသာကျွန်တော်အခွင့်အလမ်းဆိုတာကျွန်တော်တို့လက်ခံနိုင်စွမ်းရှိပါတယ်ဟုတ်တယ်ဘာပြောလေသူများနိုင်ငံတွေမှာဆိုရင်လေစိတ်မှာဆိုရင်သူတို့တနိုင်ငံလုံးမှာရှိတဲ့ပစ္စည်းတွေဝယ်ဆို refund ပြန်ထုတ်ပေးတယ်ဟိုအဲ့ကြိုင်ကျွန်တော်မုတ်တွေတောင်ဝယ်မုတ်တော်ဝယ်စားလို့ရတယ်ဒါတင်းတမျိုးပဲနီးရတယ်တူတူပါပဲဟုတ်ကဲ့အဲ့တော့ငါတို့ပတ်စံပြန်ပြီးရဆိုဒီဈေးကြီးကဟိုဟိုရဲ့လားပြန်ဖြစ်နေတာပါဟုတ်ဘာပြောဗျာကျွန်တော်တို့တကယ်ကိုဘူးတူတာရပါတယ်နော်တော်တော်ကျွန်တော်စိတ်ဝင်စားလာနောက်တစ်ခုကလေကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာပေါ့နော်ပြောချင်တာကတော့ဒါညီကိုချင်းပွင့်တော့အကြီးကြီးပြောတယ်ဟုတ်တယ်ဟိုဟာလှုပ်လိုက်မယ်ဒီဟာဖြစ်လိုက်မယ်ဆိုပြီးတော့ကျွန်တော်နားထောင်ပြီးတော့အဲ့လိုမျိုးတော့တော်တော်များများဟိုအာမခံချက်တွေလိုမျိုးတကယ်ပဲစိတ်တက်ကြွအောင်တော့ပြောတာပေါ့နော်တကယ်လဲကြော်အဲ့ဒီကျွန်တော်ပြောရင်ကုမ္ပဏီပေါ့နော်အဲ့လိုကုမ္ပဏီလာဖွင့်တယ်လို့မျိုးပဲအဲ့လိုကြားပြီးတော့တကယ်ပျောက်သွားအောင်ဘလို့နီးနဲ့ဘလို့ပျောက်သွားလဲလည်းမသိဘူးအဲ့လိုမျိုးပေါ့နော်ဒါကလည်းကျွန်တော်တို့နောက်ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့စိတ်နှောက်ယှက်ဖြစ်စေတဲ့သတင်းစကားပေါ့နော်အခုဘလို့မြင်လဲခင်ဗျာဟုတ်အဓိကတော့ဗါလဲဆိုကုမ္ပဏီကတရားဝင်လာဖွင့်တာမဟုတ်တဲ့အတွက်ကြောင့်ပဲဟုတ်မြန်မာမှာရှိတဲ့ခေါင်းဆောင်တွေကပဲပေါ့နော်ထိုင်းသွားမယ်မလေးသွားမယ်တရုတ်ပြည်သွားမယ်ဟိုမှာပစ္စည်းတွေဝယ်လာမယ်ပြီးရင်သူ့ကိုယ်သူကုမ္ပဏီဆိုပြီးခေါင်းနေကြတာပေါ့အဲ့တော့ဟိုကုမ္ပဏီတွေဘာကြောင့်လာပြီးပျောက်သွားကြအဲ့မိကွန်းတော်တော်များမေးကြတာကျွန်တော်အဲ့တော့အဓိကပြောရမယ်ဆိုရင်ကုမ္ပဏီဘာကြောင့်လာပြီးပျောက်သွားတာမဟုတ်ဘူးကုမ္ပဏီကအစကတည်းကမလာသေးတာသူတို့ခုနပြောတဲ့မမဝင်လာပြီးဒီမှာလုပ်တယ်လုပ်ရင်အဆင်မပြေဖြစ်လာတဲ့ခါကျတော့နောက်ထပ်ကုမ္ပဏီတစ်ခုပြောင်းလာနောက်ထပ်ကုမ္ပဏီတစ်ခုပြောင်းလာဒီကုမ္ပဏီကပြုတ်သွားတယ်ပေါ့ပျောက်သွားတယ်ပေါ့အမှန်တကယ်တော့ကုမ္ပဏီကို၌ကအစောကြီးတော့မလာသေးတာဒီမှာရှိတဲ့ခေါင်းဆောင်တွေကပဲဟိုလောပြီးတော့လုပ်ကြတာပေါ့နော်အဓိကတော့ကုမ္ပဏီခိုင်မှာဖွင့်ထားတဲ့ကုမ္ပဏီမှာလုံးမလားခုနပြောခိုင်မှာမရှိဘူးကျွန်တော်ဒီ success mode ကြတော့ဘယ်လိုလဲ success mode ကြတော့ဒီမြန်မာနိုင်ငံမှာခုနကကုမ္ပဏီကဒီ100ရာခိုင်နှုန်းလောက်ဖွင့်ထားတာအဲ့ဒါကြောင့်ကျွန်တော်ဒီမှာဝင်ပြီးလို့ဖြစ်တာအရင်တော့ကျွန်တော်လုပ်ခဲ့ပြီးတဲ့ကုမ္ပဏီတစ်ခုဆိုလည်းဒီတိုင်းပဲ100ဝင်လောက်ဖွင့်ထားတာမဟုတ်တဲ့ခါကျတော့အရန်ပင်ပန်းတယ်လောက်ရတဲ့ခါကျတော့ပင်ပန်းတော့ကြာလာတော့ခုနပြောတဲ့ဈေးကွက်ကြီးထွားလာနေမြအဲ့ဈေးကွက်မထိန်နိုင်တော့ဟုတ်လီဒါတယောက်တည်းမထိန်နိုင်ကုမ္ပဏီတိုင်းရဲ့လက်ဖွင့်တာမှသာခုနပြောကိုယ့်ရဲ့ဈေးကွက်တစ်ခုလုံးကိုရည်ရှိထိန်နိုင်တာတော့ပါဘူးဗျာကိုလည်းနောက်တစ်ခုကလေကျွန်တော်တို့ရဲ့ဒီ network marketing မှာဟိုပစ္စည်းတွေရဲ့ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ဟို feedback တွေပြန်ကြားတာပေါ့နော်အဲဒီပစ္စည်းဈေးနှုန်းမှာကျွန်တော် network marketing ကပစ္စည်းတွေကအပြင်ကပစ္စည်းတွေဈေးကြီးတယ်လို့ပြောတယ်နော်အခုမှဗျာကျွန်တော် coffee mix ဆိုရင်အပြင်မှာဆို100လောက်နဲ့ရပါတော့ဒီ network marketing ကကြတော့900 600လောက်အဲ့လိုဈေးများနေပေါ့နော်အဲ့တော့ပြန်ပြီးတော့ရှင်ပြီးတော့ကျွန်တော်မြန်မာတွေကထုံးလာတယ်မတန်ဘူးလားဆိုပြီးတော့အဲ့မျိုးပေါ့နော်အဲ့မျိုးစိတ်အဲ့မျိုးကြားတာပေါ့နော်အဲ့ဒီတော့ကိုလည်းဘယ်လိုမြင်လဲပေါ့ဈေးနှုန်းဆိုတာကတော့လေဟိုကျွန်တော်တို့ပစ္စည်းရဲ့အရေးသွေးကိုကြည့်ပြီးမှဆုံးဖြတ်လို့ရတာပေါ့နော် quality ပဲနော် quality ကိုဒီကဆုံးဖြတ်ရတာပေါ့ဟိုကျွန်တော်တို့ဒီအိတ်တွေဆိုရင်လည်းကျွန်တော်တရုတ်ကလာတဲ့အိတ်ဆို1000လောက်ဝယ်လို့ရတယ်ဒါပေမဲ့သူနဲ့ပုံစံတူပဲဒါ branded ဆိုရင်30ချီတယ်အဲ့တော့ပစ္စည်းထည့်လို့ရတာတင်းနဲ့တူတူပဲစမ်းတာတင်းနဲ့တူတူပဲဘာဖြစ်လို့ကွာတာအရေးသွေးပေါ့နော်အရေးသွေးကွာတာမြင်တာထင်ရှားရှိအောင်ဥမာပြရမလို့ထော်လာကြီးကားလည်းဘိန်းလေးဘိန်းနဲ့ပဲသူလည်းစီထည့်မောင်းတာပဲဒါပေမဲ့ BMW လည်းဘိန်းလေးဘိန်းပဲစီထည့်မောင်းတာပဲဒါပေမဲ့ဈေးကြပါတော့ကွာတာ BMW စီးဘူးတဲ့လူကတော့သိမှာဟုတ်တယ်မလားအဲ့တော့သူပစ္စည်းအရေးသွေးပေါ်မူတည်ပြီးတော့မှကွန်ပစ္စည်းကဈေးနှုန်းသတ်မှတ်လို့ရတာပေါ့ပြင်မှာ coffee ထုတ်100ဒါဆိုကျွန်တော်တွက်ကြည့်အောင်100မှာ marketing ဈေး50ဖြစ်လိုက်ထုတ်ပိုးတဲ့ plastic ပါညာထုတ်ပိုးကားကို30ဖြစ်လိုက်ဒါဆို40ကျန်မယ်ဒါဆို40နဲ့ကျွန်တော်တို့ coffee ဈေးဝယ်ပြီး coffee ချိတ်တောက်မှရနိုင်မှာပေးရမလို့ကျွန်တော် coffee စစ်တစ်ခွက်တော့ဝယ်တောက်ကြည့်အနည်းဆုံး400-500ရှိတာပဲဒါကျွန်တော် coffee ဆိုင်ကြီးတွေမှာ1000ရှိတယ်တချို့ coffee ဆိုင်ကြီးနည်းနည်းလေး standard ရှိတဲ့ coffee ဆိုင်လေးဆိုရင်တစ်ခွက်ကို3000လောက်ရှိတယ်ဟုတ်တယ်ဗျာဒါတော့သူ့ရဲ့အရေးသွေးသူ့ရဲ့ quality သူ့ရဲ့ service ပေါ်မှာမူတည်တာပေါ့ဟုတ်တယ်အဲ့ဒီဟာပေါ်မှာကြည့်ပြီးတော့မှကျွန်တော်ကဈေးနှုန်းတန်တယ်မတန်ဘူးဆုံးဖြတ်လို့ရတာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ success မှာ success coffee တောက်ဘူးတဲ့သူတိုင်းဘာကြောင့်အပြင် coffee ကိုပြောင်းမတောက်ကြတာလဲသူရရည်သေးပေါ့တခါတောက်ပူပြီးတဲ့လူတိုင်းဒီ success coffee ပဲဆက်တောက်တော့တယ်သူအပြင် coffee မတောက်နိုင်မတောက်ကြတော့ဘူးဘာကြောင့်လဲဆိုတော့အရည်သွေးကိုတိသွားဘူးအဲ့တော့တကယ်အရည်သွေးကောင်းကောင်းကိုသုံးဘူးတဲ့လူတွေကကြတော့ခုနကဈေးနှုန်းကိုမကြည့်တော့ဘူးဟောကျွန်တော်တို့အပြင်မှာဈေးကွက်မှာကြတော့အပြိုင်ဆိုင်ပေါ့နော်ဟိုသူ့ထက်ငါဈေးနှုန်းကိုတက်တာအောင်မျိုးလုပ်ကြတော့အဲ့လိုလုပ်ကြတဲ့နေရာမှာကျွန်တော်ခုနကပြောလို့ဆို quality အရည်သွေးတွေဖြည်းဖြည်းကျလာဟိုကျွန်တော်တို့တင်းစာတွေမှာဆိုရင်ကျွန်တော်ကြည့်ဖ
ဖော်ပြနေတာပဲဟာလား coffee mate ဆိုရင်ကျွန်တော်တို့ဒီအုံကွန်တို့မကြီးစီတို့ coffee chemical အနက်နဲ့လောက်ကြတယ်ပေါ့နော်ဒါကဘာကြောင့်လဲဆိုတော့ဈေးကွက်သူများနဲ့ရှင်ပြီး short ရောင်းနိုင်အောင် quality ကိုတဖြည်းဖြည်း short ချလာတာဒါပေမဲ့ဒီဘက် network marketing နဲ့ဖြန့်တဲ့ပစ္စည်းတွေကြတော့အဲ့ quality short လို့မရအောင်ဘာကြောင့်လဲပစ္စည်းတစ်ခုသုံးကြည့်လို့မှကိုယ်ကိုယ်တိုင်သုံးလို့မှမကောင်းဘူးဆိုရင်ကိုယ့်ရဲ့မိတ်ဆွေနောက်ထပ်ထပ်ချိတ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ဘူးအဲ့တော့ company သူအောင်မြင်ဖို့ဆိုရင်သူ့ရဲ့ပစ္စည်း quality အရေးသွေးကအပြင်မှာဈေးဘက်မှာရှိတဲ့ပစ္စည်းအရေးတွေတာကိုတာနေရမယ်ဒါမှဒါခုနကဒီစားသုံးသူအမြဲတမ်းနောက်ထပ်သူ့ရဲ့မိတ်ဆွေတွေထပ်ပြီးတော့မှခေါ်လာမှာအဲ့တော့ဘာကြောင့်ကွာတာလဲဆိုရင်အရေးသွေးကြောင့်လို့ပဲပြောချင်ပါတယ်အေးသေးကြောင်ဒါဆိုအခုကျွန်တော်ပစ္စည်းတစ်ခုပေါ့နော်ဒါ quantity ဘက်ကိုသွားရပါတော့ quality ကိုဦးစားမပေး quantity ဘက်ကိုသွားရဲဆိုရင်အရေးအတွက်ကတော့ခုနပြောသလိုဒါကျွန်တော်ရဲ့ဒါပြည်သူတွေအတွက်ပေါ့နော်ဈေးနှုန်းကအသင့်တော်တယ်ဆိုတော့တော်တော်များများရောင်းကောင်းမှာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျန်းမာရေးရှုထောင့်လို့ကြည့်မယ်เนาะနောက်တစ်ခုကအခုကျွန်တော်ရဲ့ daily lifestyle အတွက်ကိုအာမခံချက်တွေနဲ့ကြည့်မယ်ပြီးတော့တကယ်ကိုပဲကျွန်တော်ပစ္စည်းကောင်းတွေရဲ့တန်ဖိုးကိုသိမယ်ဆိုရင်ဒါကတော့ရွေးချယ်တာကတော့လူတိုင်းမှာရွေးချယ်ပိုင်ခွင့်ရှိတယ်ရွေးချယ်တာမှန်မှားဖို့ပဲလို့တာပေါ့เนาะโอเคဒါကတော့ကျွန်တော်တို့ဒီ success more ကဒီပစ္စည်းတွေဆိုရင်တော့ရွေးချယ်တာမှန်တယ်ဆိုပြီးတော့အာမခံချက်ကိုရှိတာရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ success more ပစ္စည်းတွေဆိုရင်အားလုံးပစ္စည်းတွေအကုန်လုံးအထုပ်ကုန်တိုင်းမှာခုနကပြောISO နဲ့1001 GMP ဟာလာအကုန်ပေါ့ဒီ international မှာသတ်မှတ်ထားတဲ့ standard ပေါ့အဲ့ဒီအကုန်လုံးလက်မှတ်ရပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်သုံးဆွဲဖို့အတွက်ကျွန်တော်တို့ daily life style အတွက်ပေါ့နော်ဟိုစိတ်ချလက်ချသုံးလို့ရတယ်ပေါ့ဟုတ်ကဲ့အာမခံချက်ပြီးပါရှိပါတယ်ဒါဆိုရင်ကိုလက်ပြောပုံရဆိုရင်ကျွန်တော်တို့လူတော်များများရောဒီလိုမျိုးပြောလိုက်တော့သူ့ရဲ့ opportunity တွေကြားတဲ့အခါမှာစိတ်ဝင်စားမှာပဲလေဘာလို့ကျွန်တော်တော့အရင်စိတ်ဝင်စားရတော့အဲ့တော့အခုကျွန်တော်ဆိုရင်လည်းအလုံးမအားတဲ့ပေါ့အချိန်သူ့ရဲ့ multi task လို့ခေါ်ပါတော့အလုပ်တွေကဟိုသွားဒီသွားဟိုလုပ်ဒီလုပ်တော့လူတော်တော်များများခုခေတ်ကတော်တော်များများ multi tasking ဖြစ်နေတယ်အဲ့ဒီပြဿနာရှိရပါတော့အဲ့တော့ကျောင်းတက်ဖက်နော်အလုပ်တစ်ဖက်အဲ့ကြားထဲကနေဒီအလုပ်ကလုပ်ရင်ရောအဆင်ပြေပါမလားပေါ့နော်ဘယ်လိုမျိုးကျွန်တော်တို့လုပ်လို့ရလဲအဲ့အတွက်အခက်ခဲဘယ်လိုရှင်းရမလဲပေါ့နော်ဒီနောက်မှာmarketing စနစ်ကိုပေါ့နော်ဒီအဲ့လိုမျိုးဟိုမအားမလက်တဲ့သူတွေအတွက်အရှမ်းတင်တော်တဲ့ဟို part time job လို့ခေါ်တာပေါ့နော်တချို့ကလည်းဘယ်လိုခေါ်လဲဆို home based business ပေါ့အိမ်မှာနေလုပ်လို့ရတဲ့လုပ်ပေါ့အဲ့လိုမျိုးကျွန်တော်ဒီ success မှာဆိုရင်လည်းဒီဟိုပေါ့ diamond ဖြစ်သွားတဲ့သူတော်တော်များများကလည်းအရင်တော့ဝန်ထမ်းအနေနဲ့လုပ်ခဲ့ရတယ်သူတို့အားလက်တဲ့အချိန်အားလက်တဲ့တစ်ရက်ပေါ့ Sunday လိုမျိုးတစ်ရက်မှာသူတို့တစ်ပတ်မှာ2နိုင်လောက်ချိန်ပေးတယ်တစ်ပတ်ပါတစ်ရက်မှာ2နိုင်လောက်ချိန်ပေးပြီးလုပ်ခဲ့တာအဲ့လိုတစ်ပတ်တစ်ရက်တွဲလို့သွားရင်နဲ့မှာနောက်ပိုင်းကျတော့ဒီဘက်ဝင်ပြီးတာလာတယ်ဒီဘက်ဝင်ငွေတာလာတော့ဟိုဘက်လို့ရပ်လိုက်တာပေါ့နော်ကျွန်တော်ဆိုရင်လည်းဒီ network marketing မလုပ်ခင်ကျွန်တော်ဒီဖြတ်လုပ်ငန်းအဲ့ဒါလေးနဲ့တွဲလုပ်တာပေါ့နော်ဟိုဘက်တော့မစွန့်လိုက်ဘူးဟိုဘက်လည်းလုပ်နေတယ်ဒီဘက်မှာ part time လေးတွဲလုပ်သွားတယ်ဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျွန်တော်ကတခြားလုပ်စရာမလိုတော့လို့ကိုကျွန်တော်ကြောင့်ရပ်လိုက်တာအဲ့လိုမအားမလက်ဖြစ်နေတဲ့သူတွေအရန်ဟိုကောင်းတဲ့စနစ်တစ်ခုပါတွဲလုပ်လို့လည်းရတယ်တွဲလုပ်လို့ရတယ်ဟုတ်တယ်လူပညာသမားတွေဆိုလည်းကိုလူပညာလုပ်သွားရင်ဒီလုပ်လေးတွဲလုပ်သွားလို့လည်းရတယ်အဲ့လိုမျိုးပေါ့နော်ဝန်ထမ်းဆိုရင်လည်းကိုဝန်ထမ်းလုပ်ကိုရက်စရာမလိုဘူးတစ်ပတ်မှာတစ်ရက်လေးအချိန်ပေးပြီးတော့မှအဲ့တစ်ရက်မှာ2နိုင်လောက်ပဲအဲ့လောက်အချိန်ပေးနိုင်ရင်ကိုလုပ်လို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့2နိုင်ဆိုတာလည်းကျွန်တော်လေးလာဖို့အတွက်ဒီလုပ်ငန်းလုပ်နေတာအဲ့လောက်ဒီကျွန်တော်ဆက်ဆက် small ရောက်တဲ့အခါမှာတော်တော်လူငယ်တွေလည်းအရင်စိတ်ဝင်စားတွေ့ရပါတော့လူငယ်တွေ့တော့ကျွန်တော်ဒီလူကြီးမိဘတွေဘက်ကနေပြန်စဉ်းစားတဲ့အခါမှာသူတို့မိဘတွေကသူတို့သားသမီးလို့ပေါ့နော်ဒီကျောင်းတစ်ဖက်ပညာရေးတစ်ဖက်နဲ့ပေါ့နော်ဒီလုပ်ကိုလုပ်တာကိုသဘောတူပါမလားပေါ့နော်အဲ့လိုမျိုးစိုးရင်ကြတဲ့မိဘတွေလည်းရှိမှာပဲလေကိုလည်းအမြင်ပြောပြအောင်များဟုတ်ဒါမိဘတိုင်းကတော့ဖြစ်တတ်ပါတယ်ကိုယ်သားသမီးပညာရေးလင်းမှာပေါ့နော်တချို့မိဘဆိုတော့ကျွန်တော်အဲ့လိုမျိုးပြောတာပေါ့နော်တို့သားသမီးလည်းအញ្ញမ်းလုပ်ချင်တယ်ပေါ့နော်အဲ့ဒါသူတို့ပညာရေးလင်းမှာစိုးရင်တယ်ပေါ့နော်ဒီကုမ္ပဏီမှာလက်ရှိ player ရပြီးရတဲ့ကောင်လေးတယောက်ဆိုရင်အကြောင်းတစ်ဖက်နဲ့ပေါ့နော်သူလုံနေတာဥဆို player ရတူရသွားပြီတစ်လောက်30ကျော်လောက်ဝင်လို့ရသွားပြီအဲ့ကောင်လေးဆိုရင်ဒီစလို့တော့သူ့အိမ်ကသဘောမတူတော့ဘာလို့လဲဆိုတော့ဟိုပေါ့ဒီတပတ်ကိုတစ်ရက်ပေါ့တင်နန်းရှိတယ်ဆိုပြီးတော့အိမ်ကိုလင်းပြီးတော့မှဒီမှာမီတင်လာတက်တယ်မီတင်လာတက်နေလို့သွားတာပေါ့နော်အခုဆို player ရပြီးရတော့ဝင်လည်းရတယ်ចောင်းစာလည်းမပြတ်ဘူးဆိုတော့သူမိဘတွေကလက်ခံလာတော့ပေါ့နော်ကျွန်တော်အဓိကမိဘတွေကိုအဓိကပြောချင်တာကဒီလောက်ကကြတော့ဟိုပညာရေးကိုဖြတ်ပြီးလောက်ရတဲ့လို့မဟုတ်ဘူးသူတို့ရဲ့အားလက်ချိန်လေးပါပေါ့ကျွန်တော်တို့ဒီလောက်ကိုတွဲလို့သွားလို့ရတယ်ဥပမာကိုယ့်ရဲ့သားသမီးကသူတို့ရဲ့အားလက်ချိန်မှာရုပ်ရှင်ရုံတို့ခလာပန်းချန်တို့အချိန်ကုန်နေမဲ့အစားဒီလိုမျိုးသူတို့ဘဝအတွက်အကျိုးရှိမဲ့လုပ်ငန်းကိုလုပ်လိုက်ခြင်းအားဖြင့်သူတို့အနာဂတ်အတွက်ပို့ပြီးတော့မှကောင်းမွန်လာပါမယ်ပေါ့နော်နောက်တစ်ခုကဒီ success မှာကြတော့ဒီငွေကြေးရဖို့တခုတည်းအဲ့လိုမျိုးတင် जा ပေးတာမဟုတ်ဘူးလောကကြီးကောင်းကျိုးဘယ်လိုပြုမလဲပြီးတော့ရှိခေါင်းဆောင်ကောင်းတယောက်ရဲ့စိတ်နေစိတ်ထားကဘယ်လိုမျိုးကျွန်တော်တို့တကယ်အောင်မြင်သွားတဲ့အောင်မြင်တဲ့လူတယောက်ကဘယ်လိုတွေးခေါ်လဲဒီလိုအတွေးခေါ်ပိုင်းတွေကအစားတင်ပေးတယ်ကျွန်တော်တို့အဲ start your business with why လို့မျိုး course တွေပေါ့သင်တန်းတွေအဲ့ဒါတွေရှိတယ်အဲ့တော့သူ
သူတို့ရဲ့တွေးခေါ်လေးတွေအစားမြင့်တက်လာတယ်လူတယောက်အောင်မြင်ဖို့ဆိုတာကဘာလဲဆိုအောင်မြင်တဲ့အတိုင်းမှာရှိနေမှာအဲ့လူတယောက်အောင်မြင်တာပေါ့နော်အဲ့တော့အခုသားသမီးကခုနကပြောအောင်မြင်တဲ့အတိုင်းမှာရှိတာမျိုးလို့ရှင်လားဒါမှမဟုတ်လေလေးလွင့်နေတဲ့အတိုင်းမှာရှိတာမျိုးလို့ရှင်လားပေါ့နော်လေးလွင့်တဲ့အတိုင်းရောက်ကလေးကလေးလွင့်မှာပါပဲအဲ့တော့ဒီလိုနေရာမျိုးမှာရောက်လာရင်ကြာဖြစ်ပါဖြစ်တယ်သူရဲ့အခြေအနေကိုသူကောင်းကောင်းအသုံးချတတ်သွားတယ်အဲ့တော့ပညာရေးလုံးဝမလစ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ဒါဆိုအခုဒါဖြေတဲ့ပုံကြည့်ခြင်းအပြင်ရေးကြည့်တာအခုလူအကြောင်းသားဘဝမှာပေါ့နော်အားတဲ့အချိန်လေးရှိရဲသူက time space လေးလွတ်နေချင်တော့ time management လုပ်တတ်အောင်သင်ပေးလိုက်ခြင်းအပြင်သူကလောဟိတ်ဆိုင်သွားခြင်းတဲ့အချိန်လေးတွေမှာဒီလိုမျိုးကြိုးရှိတဲ့အချိန်လေးမှာလာပြီးသင်တန်းလေးနားထောင်လိုက်မယ်ဆိုရင်သူ့အတွက်ဘဝအတွက်ပေါ့နော်ဘဝအတွက်တော့အဆင်ပြေပါအဲ့ဆိုသူမိဘတွေပြန်ပြီးအမျိုးလေးလုပ်ကြတယ်အချိန်အများကြီးပဲပြေးကြဟုတ်တယ်ဟောနောက်တစ်ခုအကိုပြောရတယ်မအောင်မြင်တယ်ပေါ့နော်အောင်မြင်တော့တော်တော်များများအရန်အောင်မြင်ခြင်းကြတယ်ပေါ့နော်အခုဒီမှာလဲကျွန်တော် success mode မှာလဲဘာပြောသူတို့ယာရုတွေတက်ပြီးတော့တကယ်ပဲအောင်မြင်ခြင်းကြမှာပဲဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်နေရာတိုင်းမှာအောင်မြင်ခြင်းတယ်ဒါပေမဲ့အရင်ကြီးမရှိပဲနဲ့ဘယ်လိုမျိုးလုပ်မလဲပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့ဟုတ်အဲ့ဒီဟာလေးကျွန်တော်လေးနေတနေရပေါ့နော်ဟိုဖုန်းဆိုတဲ့နေမှာအဲ့ကလေးမလေးတယောက်ရှိတယ်သူကကျောင်းတစ်ဖက်နဲ့သူ့မိသူပေါ့ဒီလှုပ်ချင်တယ်ပေါ့နော်ပူဇာသူ့မိကဟိုဒီလိုကုမ္ပဏီအများကြီးပဲပေါ့နော်မလုံနဲ့ပေါ့နေသွားလှုပ်လဲဘာမှမထူးဘူးပေါ့နော်အဲ့တော့သူ့မှာရင်းနေသူစုထားတဲ့မဟုတ်ဘူးလေးနဲ့ပေါ့မဟုတ်ဘူးလေးအဲ့တော့ဟိုပေါ့ကျွန်တော်ဒီကုမ္ပဏီကရှေ့ Filimore service လေးသူဝယ်ပြီးတော့မှဝယ်ပြီးတော့မှသူကသူစူးစမ်းမယ်ပေါ့အမေတို့မပေးလဲကိုယ့်ကိုစူးစမ်းမယ်ဆိုပြီးတော့မှလှုပ်တာအဲ့တော့အဲ့ PC လေးကိုသူကဘာလုပ်လဲဆိုတော့အရင်ဆုံးဝယ်ပြီးတော့မှသူ့ရဲ့အတော်ပေါ့ PC လေးတော့ရောင်းတော့သူတို့ကဘာပြောလဲဆိုတော့ဒီဆေးကိုဝယ်သုံးမယ်စားပေါ့နော်နောက်မှငါစမ်းတဲ့အိတ်ဝယ်လိုက်တော့မှတိမ်လို့စားမယ်ပေါ့နော်အဲ့တော့သူတော်သူကဘာလုပ်လဲဆိုတော့ခုနပြောတဲ့ Filimore လေးပေါ့အတော်သမီးကကြောင်းစုနော်တော့ပတ်စံမပေးနဲ့ရော့တကတ်ဆိုယူတောက်ကြည့်ဆိုပြီးတော့ပေးတောက်လိုက်တာပေးတော့လိုက်ပြီးအဲ့တက်ကက်လဲကုန်သွားနောက်တော့နှစ်ပူးထပ်ပေးပါအောင်အဲ့ဒီအချိန်မှာသူကပြောတယ်အဲ့ဒီအချိန်မှာသူကခုနပြောတဲ့တတ်မှတ်ထားတဲ့အမောင့်ပေါ့ခုန9သိန်းတတ်မှတ်ထားတဲ့ပစ္စည်းအမောင့်ကသူကဝယ်ပြီးသွားပြီအဲ့လိုရောင်းလိုက်ဝယ်လိုက်နဲ့ရက်60အတွင်းတတ်မှတ်ထားပြီးတော့သူကတလားမပြည့်ခင်မှာပဲသူတတ်မှတ်ထားတဲ့အမောင့်ပြည့်သွားတယ်ပြည့်သွားတော့အဲ့ဒီအချိန်မှာသူ့တော်ကိုသူဘာပြောလဲဆိုတော့အတော်ရဲဝယ်မနေပါနဲ့ဆိုင်အိတ်ပဲဝယ်ပါဆိုပြီးအဲ့တော့ဆိုလိုချင်တဲ့ဘောကငွေမရှိတာနဲ့မဆိုင်ဘူးငွေမရှိတာဆိုအောင်မြင်ခြင်းစိတ်ရှိဖို့ပဲလို့လားအောင်မြင်စိတ်ရှိရဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအောင်မြင်နိုင်တယ်ပေါ့နော်အောင်မြင်နိုင်တယ်အဲ့တော့ပြောချင်တာကအောင်မြင်ခြင်းတယ်ဆိုရင်တကယ်အောင်မြင်စိတ်ကိုမေးရမှာတကယ်အောင်မြင်ခြင်းလားအဲ့တကယ်အောင်မြင်ခြင်းလားပြီးဆိုရင်ခုနကပြောအရင်ကြီးဆိုတာကတကယ်လည်းပြန်စဉ်းစားကြည့်မပြောပါတော့ဒီ success ပုံမှာဆိုရင်3,300ပေါ့သတ်မှတ်ထားတဲ့စီဝယ်3,300ပေါ့အဲ့တော့ကောင်လေးတယောက်ကျွန်တော်ဒီလုပ်ငန်းကြောင့်ပြောပြရတဲ့အချိန်မှာသူပါပြီးတော့အကိုရဲ့ကျွန်တော်ကကျောင်းတစ်ဖက်နဲ့ဆိုတော့ဒီ3,300ကမတက်နိုင်ဘူးပေါ့နော်ဟုတ်ကဲ့မတက်နိုင်ဘူးဆိုတော့အဲ့ကောင်လေးပဲချောင်းသာသူ့ပြင်ပြန်တွဲလိုက်တာ2သိန်းလောက်ပုံပါဆိုလိုချင်တာကဟိုလူကတကယ်အောင်မြင်ခြင်းစိတ်ရှိမှသာဒီခုနပြောဒီငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုတာကဟိုကြီးတာတည်တာအဲ့မှာပွားသွားတာပေါ့ဟိုကျွန်တော်မလေးတို့စင်ကာပူတို့ကသွားမယ်အိမ်ပေါ်သွားလှုပ်ရှားတဲ့လူတွေဆိုရင်အနည်းဆုံးမရင်းရောက်9သိန်း10သိန်းရင်းရတယ်ဟုတ်တယ်ရင်းရတယ်ဒီမှာကျတော့ခုနပြောတာကိုဘွားတစ်ခုလုံးအောင်မြင်ဖို့ဒီ3,000 5သိန်းဆိုတာတကယ်နဲ့ပြန်နှမ်းရှင်ကြည့်မယ်ဆိုရင်ဟိုပြောမယ်ဆိုရင်အရန်နေတဲ့ငွေပမာဏလို့တော့ကျွန်တော်ပြောရှင်းတယ်ဘာမှမလုပ်တဲ့သူပါလေဘာမှမဖြစ်ဘာမှမလုပ်တော့ဘာမှမဖြစ်ဘူးပေါ့နော်ဟုတ်တယ်အဲ့တော့စိန်ခေါ်မှုတွေ challenge တွေတော့လက်ခံမှုတော့လို့တော့เนาะအခုတော့ညံလေးကိုသေချာဟုတ်တယ်เนาะဆုံးဖြတ်ဖို့ပေါ့ရွေးချယ်မှုတော့မှမအောင်အောင်မြင်မှုဆိုတာတော့ဆူတောင်းနေလို့တော့မရဘူးဟုတ်တယ်ကိုယ်ကစူးစမ်းအားထုတ်မှုလေးလည်းပါမှာပေါ့အဲ့ဒါမှပဲအောင်မြင်မှုဆိုတာအရင်ဆုံးစပြီးတော့ကျွန်တော်တို့ဒီ success mode ရဲ့ product တွေကိုလာပြီးတော့လေ့လာမယ်လို့တော့ဘာမှအများကြီးအရင်နည်းတွေစဉ်းစားပဲနဲ့ observation ပေါ့နော် data လေ့လာတဲ့ပတ်ဝန်းကျင်စူးစမ်းမှုလေးလုပ်ကြည့်ပါဟုတ်ကဲ့အဆင်ပြေသွားမယ်လို့ကျွန်တော်ထင်တာပဲဟုတ်ပါတယ်အဓိကအရင်နည်းမလို့ဒီကိုယ်တိုင်ကဒီတကယ်အောင်မြင်တဲ့အခွင့်အလမ်းဟုတ်လားမဟုတ်လားအရင်လေ့လာကြည့်ဒါဆိုရင်ခုနကပြောရင်းနှီးမြှုပ်နှံမှုဆိုတာပြောပါတော့ပါဟုတ်ကဲ့နောက်တစ်ခုကျွန်တော်သိချင်တာကဒီဈေးရောင်းတာနဲ့ပြီးတော့နောက်တစ်ခုအဲ့နည်းနည်းဟိုကျွန်တော် personally ပေါ့နော်မရှင်းတာလေးရှိပါတော့လူတွေကိုကျွန်တော်ဆိုရင်ဒါလိုက်ပြီးတော့ဒီပစ္စည်းကောင်းတဲ့မိတ်ဆက်ပေးတဲ့ဟာမျိုးရှိတယ်နောက်ကိုယ့်ရဲ့ member အသစ်တွေအများကြီးရောက်လာအောင်လုပ်တယ်ပေါ့နော်အဲ့တော့ဒီဈေးရောင်းတာနဲ့ဒီလူတွေ partner အသစ်တွေကိုထပ်ပြီးမိတ်ဆက်တာနဲ့ဘယ်ဟာတွေဘယ်လိုမျိုးရှင်းလင်းပေါ့နော်ဘယ်ဟာအရေးကြီးလဲပေါ့နော်ဟုတ်ကဲ့အဲ့လိုအဲ့ဒါလေးမသိခွဲဖြစ်နေဟုတ်ညာတော့အပြည့်တူတော်များတော့လေဒီ network marketing ရောက်လာလို့ရှိရင်မေးတဲ့တမီကုန်ပေါ့နော်ကျွန်တော်တို့ကဈေးရောင်းမှာလားအောင်မြင်ဖို့အတွက်ကျွန်တော်တို့ကလူအများကြီးလိုက်ပြီးမိတ်ဆက်ရမှာလားအဲ့လိုမျိုးပေါ့နှစ်မျိုးပေါ့သူတို့ဘာလို့မှမသိတာပေါ့အဓိကအဲ့နှစ်ခုလုံးကအရေးမကြီးဘူးအဲ့နှစ်ခုလုံးကခုနအောင်မြင်မှုကိုပေးနိုင်တာမဟုတ်ဘူးအဓိကဘာလဲဆိုအောင်မြင်ဖို့အတွက်ဆိုရင် network marketing အောင်မြင်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကအဓိက leadership ကအရေးကြီးပါတယ်တချို့ကတွေးတာကိုယ့်ရဲ့မိတ်ဆက်ပြီးပါရင်ကိုယ်တောင်ပြီးပြီလို့ထင်တာဟုတ်ဘူးသူကကိုယ့်ကိုယုံကြည်ပြီးလက်တွဲပြီးကိုယ်နဲ့လောက်ကမှလက်တွဲပြီးလုပ်ပြီးချိန်မှာအဲ့ချိန်မှာအလုပ်ကစားအဲ့တော့သူ့ကိုဒီလုပ်ငန်းနဲ့ပတ်သက်တဲ့တီးထိုက်တဲ့အရာတွေသင်ပေးရမယ်
ပြီးဒီလုပ်ငန်းမှာအောင်မြင်ဘယ်လိုလုပ်မလဲဆိုနီးစနစ်တွေကျွန်တော်တို့ပြန်ပြီးတော့တင်ပေးရမယ်ပြီးရင်ဘယ်လိုအခမ်းအနားမျိုးတွေတွားတင်လဲဘယ်လိုပွဲမျိုးတွေတက်တင်လဲအောင်မြင်အောင်လုပ်ဆောင်မယ့်နီးစနစ်တွေကိုကျွန်တော်တို့ကချပြပေးဖို့လိုတယ်အဲ့လိုချပြပေးနိုင်ဖို့ဆိုတာကလည်းကိုယ်တိုင်သိရမှာပေါ့အဲ့တော့စဝင်ပြီးဆိုတာကဘာလဲဆိုတော့ဒီလုပ်ငန်းနဲ့ဝင်ပြီးဆိုဈေးတဲ့စိတ်ကိုချင်းချောင်းတကယ် business owner တယောက်ရဲ့စိတ်ထားမျိုးထားရမယ်ဘာကြောင့်လဲကိုယ့်ကိုယုံကြည်စွာလက်တမဲ့မိတ်ဆွေတွေရဲ့သူတို့ရဲ့အောင်မြင်မှုကအရေးကြီးဆုံးပဲဒီလုပ်ငန်းမှာအောင်မြင်ဖို့ဆိုရင်အဓိကဘာလဲဆိုရင်အရင်ဆုံး mindset ရင်ချင်းရတက်လုံးကျွန်တော်တို့တွေဘာလဲဆိုတော့ကိုရဖို့တော့ပဲကိုကြိုးစားခဲ့ရတယ်ဒီမှာကြတော့လို့မဟုတ်တော့ကိုယ့်ရဲ့မိတ်ဆွေတွေကိုအောင်မြင်အောင်ကူညီပေးရတာအဲ့တော့အရေးဈေးတဲ့စိတ်ကိုဖျောက်ပြီးတော့မှကျွန်တော်တို့ဘာလဲဆိုတော့ leadership ကိုဦးစားပေးပြီးသွားတော့ဒါ Facebook မှာကျွန်တော်ဖတ်ရတဲ့စာပေလေးတခုအရင်သဘောကျတယ်သူကဘာရေးထားလဲဆိုတော့ချမ်းသာတဲ့လူတွေကတည်ယူချင်ကြတယ်လေ့လာချင်ကြတယ်ပေါ့နော်စင်းရဲတဲ့လူတွေကဘာပြောလဲဆိုငါတိပြီလို့ပြောတယ်ပေါ့အဓိကအောင်မြင်ချင်တဲ့ချမ်းသာချင်တဲ့ဆိုလေ့လာရမယ်တည်ယူရမယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းကိုသိထားတဲ့ဟာလေးကိုပြန်ပြီးတင်ကြပေးမယ်ဒါဆိုကျွန်တော်အောင်မြင်နိုင်ပါတယ်ဟုတ်ပြီ။အေးကြ absorbing power ရှိရမယ်ပြီးတော့ဆိုရင်ပြန်ပြီး sharing လုပ်နော်ဟုတ်ကဲ့အခုပြောတဲ့ပုံကြည့်ရအပြင်တကယ်ပဲပေါ့နော်ထူးခြားတဲ့ဘုသူတာတစ်ခုကဘာလဲဆိုတော့ဒီအောင်မြင်မှုတွေရဲ့နောက်မှာပေါ့နော်သူ့ရဲ့ mindset ပေါ့နော်အေးကြစိတ်နေစိတ်ထားပဲနော်ကျွန်တော်ငယ်ငယ်လေးကသင်ပေးလိုက်တဲ့စိတ်သက် sequence ပြင်နေတာလေဒါပေမဲ့အဲ့စိတ်သက်မှာတကယ် leadership အရေးကြီးရဟုတ်ကဲ့သူများအကျိုးလုပ်ရင်းနဲ့ကိုယ်အကျိုးကတခါလဲအောင်မြင်နေဆိုတဲ့အားမျိုးဟုတ်ကဲ့ဒါနဲ့အဲ့လိုမျိုးပေါ့နော်အခုပြောသလို leadership လုပ်တယ်ဆိုရင်ဒါဆိုကျွန်တော်လူငယ်တွေပေါ့နော်အတွေ့အကြုံတွေမရှိရင်ရောအခက်အခဲဖြစ်နိုင်တာဘယ်လိုအတွေ့အကြုံတွေလိုအပ်လဲဟုတ်ကဲ့အတွေ့အကြုံကတော့အဓိကမကြောက်ဘူးပေါ့နော်အတွေ့အကြုံအဓိကမကြောက်ဘူးအဓိကကဘာလဲဆိုတော့ကိုယ်ကိုယ်တိုင်အောင်မြင်ခြင်းစိတ်ပဲအဓိကကြတယ်ပြီးတော့ကိုယ်တိုင်လေ့လာသိခြင်းစိတ်ကအဓိကကြတာပေါ့နော်အတွေ့အကြုံအများကြီးရှိထားပြီးတော့တချို့ဆိုလက်ဝမှန်တွေအတွေ့အကြုံ10နှစ်လောက်ရှိတယ်ပေါ့ပြောကြတယ်ဒါပေမဲ့သူတို့ကြည့်လိုက်တော့လည်းဘာမှဖြစ်မလာဘူးဘာကြောင့်လဲသူတို့ကအတွေ့အကြုံတာရှိတာဒီထဲကိုရောက်နေတာကြာနေတာလေ့လာသိမှုမရှိဘူးလေ့လာသိမှုမရှိတော့သူတို့ရဲ့ဘဝလည်းမတိုးတက်မပြောင်းလဲလောက်အဲ့တော့အတွေ့အကြုံနဲ့လုံးဝမသက်ဆိုင်ဘူးဒီကတက်ဆိုင်တာကဒီလုပ်ငန်းပေါ်မှာကိုတကယ်လေ့လာသိယူစိတ်ရှိရမယ်တကယ်အောင်မြင်စိတ်ရှိရမယ်ကိုကိုအရင်မေးရမှာတကယ်ငါတကယ်အောင်မြင်ခြင်းမိလားအဲ့အရာရှိမှကျွန်တော်တို့အောင်မြင်နိုင်တာပါဟုတ်ပြီဟုတ်ပြီဒါဆိုရင်အခုဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒါ network marketing နဲ့ပတ်သက်ပြီးတော့ company နောက်ပိုင်းကျရင်လည်းဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လို network marketing ကိုစိတ်ဝင်စားမယ်ဆိုရင် company ကိုရွေးချယ်တဲ့အပိုင်းနေကြရင်အရင်စကားပြောသွားပြီပေါ့နော်ဘယ်လိုမျိုးအချက်တွေဘယ်လိုမျိုးတွေနဲ့ကျွန်တော်တို့ကလေ့လာပြီးတော့ဒီ company ကိုရွေးချယ်လို့ရတယ်ပေါ့ဟုတ်အဲ့အရေးကြီးဆုံးပါပဲဘာကြောင့်လဲဆိုတော့ကုမ္ပဏီရွေးချယ်မှန်ကန်ဖို့တော့လိုတာပေါ့ဟုတ်ကဲ့အဲ့တော့ network marketing ဆိုတာကကျွန်တော်တို့ဘဝတွေကိုပြောင်းလဲပေးနိုင်တယ်ဆိုတာမှန်တယ်အဲ့တော့ကျွန်တော်ပြောလို့ကုမ္ပဏီရွေးချယ်မှားသွားခဲ့မယ်ဆိုရင်လည်းကိုယ့်ရဲ့အချိန်တွေငွေကြေးတွေဆုံးရှုံးနိုင်တယ်ပေါ့နော်ဟုတ်တော့ဒီဘက်ခင်မှာကအချိန်ကငွေပဲလေအချိန်ကအရင်ကမရှိရဲအဲ့တော့ကိုကဒီကုမ္ပဏီတစ်ခုကိုရွေးချယ်လိုက်ပြီးကမှဒီကုမ္ပဏီပြတ်သွားတာမျိုးဒီကုမ္ပဏီမခိုင်မာတာမျိုးတစ်ခုတစ်စုံကြောင့်ပြည့်စည်သွားမယ်ဆိုကိုယ့်ရဲ့အချိန်တွေဆုံးရှုံးသွားမယ့်အချိန်ကအရင်နှမျိုးကိုကောင်းပါတယ်အဲ့တော့ကုမ္ပဏီတစ်ခုကိုရွေးချယ်တော့မယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ကြည့်ရမယ်နံပါတ်1အချက်ကတော့ဘာလဲဆိုရင်ဒီကုမ္ပဏီကမြန်မာမှာတရားဝင်ဖွင့်ထားတာလားမဖွင့်ထားဘူးလားကျွန်တော်ပထမဆုံးအဲ့ဒါအရင်ဆုံးစစ်ဆေးရမယ်အဲ့တော့ကုမ္ပဏီတရားဝင်ဖွင့်ထားဆိုကျွန်တော် license ရှိမယ်ကုမ္ပဏီ license ရှိမယ်ပြီးတော့ကျွန်တော်တို့ DICA ဆိုတဲ့ website ထဲမှာကျွန်တော်ဝင်ကြည့်လို့ရတယ်ဒီကုမ္ပဏီကတရားဝင်ဖွင့်ထားတဲ့ကုမ္ပဏီဟုတ်မဟုတ်ဝင်ကြည့်လို့ရတယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုမျိုးပေါ့ဒေတာကန်ကိုယ်စားလှယ်ကနေပြီးတော့မှဥဆောင်ပြီးလုပ်ထားတယ်ဆိုရင်တော့စိတ်မချရဘူးဘာကြောင့်လဲအချိန်ကြီးပြန်ပြီးရုပ်သွင်းရအောင်အဲ့တော့ကုမ္ပဏီကနေတော့ဒါရရင်းနှီးမြှုပ်နှံမှုနဲ့လောက်ဖွင့်ထားတဲ့ကုမ္ပဏီမျိုးဖြစ်ရမယ်တရားရရင်တော့အပြည့်တယ်ပေါ့ရင်းနှီးမြှုပ်နှံမှုဖြစ်ရမယ်ခုနပြောတဲ့ CEO ကိုနိုင်ကိုကဒီကုမ္ပဏီမှာတရားဝင်မှတ်ပုံတင်ထားတာသူ့နာမည်နဲ့တင်ထားတာလားဒါမှမဟုတ်ဒေတာကန်ကိုယ်စားလှယ်တင်ထားတာလားအဲ့ဒီဟာကိုကျွန်တော်စစ်ဆေးရမယ်ဘာကြောင့်လဲဆိုတော့သူကိုယ်ကတိုင်းလာဖွင့်ထားကမှကျွန်တော်တို့ကစိတ်ချရမှာလေဒေတာကန်ကိုယ်စားလှယ်နဲ့ကြာတော့ဒေတာကန်ကိုယ်စားလှယ်နောက်တစ်ခုပြောင်းမယ်ဆိုရင်ကိုကဆက်လုပ်ဖို့အဆင်မပြေနိုင်တော့ဘူး။နံပါတ်2အနေနဲ့ကျွန်တော်တို့ဒီကုမ္ပဏီကထုတ်ကုန်ပစ္စည်းစုံမစုံမျိုးစားစုံမစုံကြည့်ရအောင်။ကျွန်တော်တို့နေ့စဉ်သုံးနေလဲပါရမယ်။ကျန်းမာရေးနဲ့ပတ်သက်တာလည်းပါရမယ်။အိမ်သုံးပစ္စည်းတွေပေါ့။အဲ့လိုမျိုးစားစုံလင်းရမယ်ပေါ့။မျိုးစားစုံလင်းရှိရမယ်။နောက်တစ်ခုကပစ္စည်းတစ်မျိုးတည်းတင်တသိန်းကျော်လောက်ပေးရမယ်။ကုန်ကြမယ်ဆိုရင်လည်းမလုပ်သင့်ဘူးအဲ့လိုကုမ္ပဏီ။ကိုယ်မြန်မာနိုင်ငံလူတန်းစားသုံးနိုင်မယ့်အနေအထားမျိုးရှိရမယ်ပေါ့နော်။နံပါတ်3အနေနဲ့ကိုပေးလိုက်တဲ့ငွေကြေးတပ်ဖို့နဲ့ APC ရဲ့အရေးသွေးကိုက်ညီမှုရှိရမယ်။သူ့စမှာဈေးပေါ်ဆုံးပစ္စည်းတစ်ခုပါရှိမယ်။အဲ့ဒါလေးကိုသုံးကြည့်လိုက်။ကိုပေးလိုက်တဲ့တန်ဖိုးနဲ့သူ့ရဲ့အရေးသွေးကိုက်ညီမှုရှိလား။ဒါအရေးသွေးကိုက်ညီမှုရှိမှကျွန်တော်တို့လုပ်ရမယ်။နံပါတ်4အနေနဲ့ကျွန်တော် plan ကိုစစ်ရမယ်။ plan ကကျွန်တော်တို့ဈေးနှိမ့်မြုပ်နှံမှုက10သိန်းတက်ကျော်မယ်ဆိုရင်မလုပ်သင့်ဘူး10သိန်းကိုရင်းနိုင်တယ်ဆိုပေမဲ့ဒါပေမဲ့ကိုယ့်ရဲ့မိတ်ဆွေတွေကရင်းနိုင်ချင်မှရင်းနိုင်ပါလိမ့်နံပါတ်5အနေနဲ့ပေါ့နော်ကျွန်တော်တို့လစဉ်အမှတ်ထိစနစ်ရှိမရှိကြည့်ရမယ်လစဉ်အမှတ်ထိစနစ်ရှိလို့ရှိပါဖြစ်တယ်ကျွန်တော်တို့ခေါင်းကိုက်ရတယ်တခြားနိုင်ငံတွေမှာကျတော့online ကနေဝယ်လို့ရတယ် delivery စနစ်ကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံကျတော့
နေကနေပြီးတော့မှလာစင်နေကနေပြီးတော့မြို့တက်ပြီးတော့မှအဲ့ဒီ auto ship ထိန်းရမယ့်ဒုက္ခကအရင်ကြီးတယ်တချို့ company ဆိုလည်းတစ်လကို3000ထိန်းရတာတို့တချို့ company ဆိုတစ်လကို4သိန်းထိန်းရတာ auto ship ရှိတယ်ဆိုကိုယ့်ရဲ့မိတ်ဆွေတွေဝန်တော့ဝန်မဖြစ်စေတာဘူးဒါကြီးတို့မှတောင်ဝင်းတက်လို့ဖြစ်နေတယ်လာစင် auto ship ထိန်းနေတာတောင်ဝင်းတက်လို့ဖြစ်နေတယ်အဲ့တော့မြို့ပေါ်တက်ထိန်းဖို့ကြပြန်တော့လမ်းစင်းနဲ့အဆင်မပြေဘူးတချို့ဆိုရင်လည်းဒီ auto ship ထိန်းနောက်ပိုင်းမှာထိန်းနိုင်တယ်မှာဒီလောကနေရက်သွားတာကြီးအများကြီးပဲဒါတာရကလက်တွေ့တာရကတွေအများကြီးကျွန်တော်တွေ့ဘူးလေဟုတ်ကဲ့တော့နံပါတ်6အနေနဲ့ကျတော့မြို့တိုင်းမှာ stockage မရှိကျွန်တော်ကြည့်ရမယ်အဲ့တော့ပြင်မရုံချုပ်ကကျွန်တော်တို့ကမြို့ကြီးတွေလောက်တော့ဖွင့်နေတာရန်ကုန်မန္တလေးတောင်ကြီးဒီလိုမျိုးဖွင့်နေတယ်ပေါ့နော်ဒါပေမဲ့ဟိုနယ်မြို့လေးတွေကျတော့ကျွန်တော်တို့အဲ့လို stockage ဆိုတဲ့ဆိုင်ပွဲပုံစံမျိုးလေးတွေပေါ့အဲ့လိုမျိုးတွေရှိဖို့လိုတယ်နှုံးမဟုတ်လို့ရှိရင်ကျွန်တော်တို့အဲ့ဒီတေးပို့ဆောင်ဈေးနဲ့တေးပို့ဆောင်ဈေးအဆင်မပြေဘူးပေါ့နော်တေးပို့ဆောင်ဖို့အတွက်အဆင်မပြေဘူးအဲ့တော့ stockage ရှိမရှိကျွန်တော်တို့စစ်ဆေးရမယ်နံပါတ်9အနေနဲ့ကတော့ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်တဲ့တင်ကြားရေးတွေရှိမရှိကျွန်တော်တို့စစ်ရမယ်တင်ကြားရေးမရှိရင်လုံးဝမလုပ်သင့်ဘူးဘာကြောင့်လဲတင်ကြားရေးမရှိဘူးဆိုရင်ကျွန်တော်တို့လုံးဝမအောင်မြင်နိုင်ဘူးဈေးရောက်လာတဲ့အချိန်ကုန်နေမယ်လုပ်ငန်းစနစ်ကိုတင်ကြားပြီးမဲ့အပတ်စဉ်လစဉ်အဲ့လိုတင်တန်းမျိုးတွေရှိရမယ် awareness ဖြစ်အောင်နော်ဟုတ်ကဲ့အမျိုးရှိရမယ်နောက်တော့နံပါတ်9အနေနဲ့ကျတော့တကယ်အောင်မြင်တဲ့လူရှိမရှိကြည့်ရမယ်ကုမ္ပဏီတော့ဖွင့်ထားတယ်အောင်မြင်တဲ့လူမရှိဘူးဆိုကိုသွားလုပ်မယ်ဆိုရင်အောင်မြင်နိုင်မှာမလားအောင်မြင်နိုင်တချို့ဆိုကုမ္ပဏီနှစ်ပေါင်းကြာပြီးအောင်မြင်တဲ့လူလည်းလက်ကျုပ်ထုတ်ပြကြလက်လောက်လာမရှိဘူးအဲ့ဒါမျိုးဆိုရင်ကျွန်တော်သွားလုပ်မယ်ဆိုရင်ကျွန်တော်လည်းဘယ်နှစ်ဆောက်မလဲအောင်မြင်ဖို့အောင်မြင်တဲ့လူရှိမရှိကျွန်တော်စစ်ဆေးရမယ်ပေါ့နော်နံပါတ်10အနေနဲ့ကျတော့ကျွန်တော်တို့နိုင်ငံခြားခီးစဉ်တွေရှိမရှိကြည့်ရမယ်အဲ့တော့နိုင်ငံခီးစဉ်တွေဆိုတာကျွန်တော်တို့စူးစမ်းတဲ့လျှောက်ပေါ့အမှပေရတို့ရသွားပြီဆိုတာလည်းကျွန်တော်တို့နိုင်ငံလေပတ်ခီးစဉ်မျိုးတွေပြေးလိုက်ခီးပုံစံမျိုးတွေအဲ့ဒါမျိုးတွေပေါ့ရှိရမယ်ပေါ့နော်အလုပ်လုပ်ပြန်မှန်းလာတဲ့အချိန်မှာပြန်ပြီးအနားယူဖို့အချိန်ရမှာလေ realization အဲ့တော့ဒီခီးစဉ်မျိုးမရှိတဲ့ company ဆိုမျိုးချက်တင်ဘူးဘာကြောင့်လဲကျွန်တော်တို့ကိုရွေးချယ်စရာအများကြီးရလေအဲ့တော့ကိုဘဝမှာငွေရဖို့တစ်ခုတည်းလည်းမပြီးသေးဘူးအတိပညာဘူးသူရရမယ်ပြီးတော့ငွေကြီးလည်းရမယ်အပန်းဖြေလို့လည်းရပျော်လဲအလုပ်ကိုလည်းပျော်လာအလုပ်ပျော်လာတာပေါ့အဲ့တော့ကိုကပြပြမလုပ်သွားတဲ့တလကိုရဲ့စူးစမ်းရပူရလက်အနေနဲ့ကုမ္ပဏီကနေပြီးတော့နိုင်ငံခြားလက်ဘက်ကြီးခုနဈေးချင်းသွားလက်တွင်းပေးတယ်ဆိုရင်ဒါဒီလုပ်ပေါ်မှာတဖြည်းဖြည်းလုပ်ရင်လည်းပို့ပျော်လာတာပေါ့အဲ့တစ်ချိန်လုံးအလုပ်ကြီးပဲဆိုတော့ကြာလို့စိတ်ဖိစီးမှုတွေများလာပြီးတော့မှရက်သွားနိုင်တယ်အဲ့တော့ကိုကကုမ္ပဏီတစ်ခုရွေးချယ်တော့ဆိုနိုင်ငံခြားခီးစဉ်ရှိလားမရှိလားရှိမှလို့တင်ပါတယ်နိုင်ငံခြားခီးစဉ်ဟောဆိုပဲတွေသွားပြီးပါပြီကျွန်တော်သွားတာဆိုရင်အခုဆိုဂျပန်ရောက်ပြီးသွားပြီအီတလီပြင်သစ်ယူရိုပတွေမှာဆိုကျွန်တော်စပိန်ဒါအကုန်လုံး free ပဲကုန်ရစင်းချင်းကုန်ပို့ပေးတာအဲ့ဆိုကိုကဒီမှာပျော်အောင်ပေါ့နော်ဒီမှာထုတ်ကုန်နေနဲ့ပတ်သက်တဲ့ဟာတွေတော့သင်တန်းနေနဲ့ပေးတယ်ဟလာနောက်တစ်ပါးတနာတွေရလာအောင်လဲ awareness လုပ်ဖို့အတွက်ကိုလည်းအများကြီးin-line အားတိုင်းအဖွဲ့အစည်းနဲ့သွားတယ်ဆိုတဲ့ပုံမျိုးပေါ့နော်တခုပေါ့နော်ကျွန်တော်ကတခြားကျွန်တော်တို့မဟုတ်တဲ့တခြားနေရာတပ်တော်ဒီနေရာနေပြန်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ထုတ်ကုန်တွေမှာဒီမှာမြန်မာနိုင်ငံမှာပြစရာမရှိတာတခုကစက်ယုံနေမရှိဘူးစက်ယုံမရှိဘူးဆိုတော့သူတို့ကကျွန်တော်မြန်မာတွေကမေးနိုင်တယ်လေအဲ့လို complaint တက်နေတာစက်ယုံလည်းမရှိဘယ်ကစက်ယုံကနေဘယ်ထုတ်ကုန်တွေကနေဘယ်နေရာနေလာလဲယုံကြည်ရပါမလားပေါ့နော်အဲ့လိုစက်ယုံရှိပဲနဲ့သွားနေတယ်ကျွန်တော်တို့ထုတ်ကုန်တွေအတွက်ကိုဒီဘယ်လိုမျိုးကျွန်တော်တို့ရောရှင်းပြလို့ရတယ်ပေါ့များသောအားဖြင့်ဟုတ်တယ်ဒီ network marketing လုပ်ဖူးတဲ့သူတွေတော်တော်များလဲအဲ့ဒီမေးကုန်ပေးကြတယ်စက်ယုံမရှိရင်မခိုင်းပါဘူးပေါ့စက်ယုံမရှိရင်စိတ်မချရဘူးအဲ့တော့အဓိကကျွန်တော်တို့က marketing လုပ်တာကကျွန်တော်ပစ္စည်းကောင်းမှုရည်ကြီးတာကိုယ်ပိုင်စက်ယုံရှိပြီးတော့ပစ္စည်းမကောင်းရင်ဘာလုပ်လို့ရမလဲဘာဆက်လုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့အဓိကကြည့်ရမှာကိုပေးထားတဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ပစ္စည်းဖြစ်ရလားအဲ့တော့အရေးသွေးကောင်းရလားနောက်တော့လူကြိုက်များလားဒီဟာတွေကျွန်တော်အဓိကစစ်ဆေးရမှာပေါ့နော်ဘာကြောင့်လဲကျွန်တော်တို့ပြောလဲဆိုတော့အခုလက်ရှိကျွန်တော်တို့ City Map တို့ Ocean တို့ဟုတ်လားလူတွေဈေးဝယ်နေကြတယ်ဒါဆို City Map Ocean မှာရောစက်ရုံကိုယ်ပိုင်စက်ရုံရှိလို့လားအဓိကဘာလဲဆိုသူ့ရဲ့ဝန်ဆောင်မှုကိုသွားကြတာလေဝန်ဆောင်မှုသူ့ရဲ့ဝန်ဆောင်မှုနောက် service နောက်ကိုပဲလိုက်ကြတာအဲ့တော့ဒီကျွန်တော်တို့ network marketing လုပ်မယ်ဆိုလည်းဒီတိုင်းပဲအဲ့တော့စက်ရုံရှိခြင်းမရှိခြင်းကအဓိကမကြဘူးဒါပေမဲ့ခုနပြောတဲ့ပစ္စည်းအရေးသွေးကောင်းမှုကအဓိကကြတယ်ကိုယ်ပိုင်စက်ရုံတော့ရှိပါရဲ့ခုနနိုင်ငံတကာအတိမတ်ပြုတဲ့စက်ရုံမဟုတ်ဘူးဆိုရင်လည်းကျွန်တော်ပစ္စည်းအရေးသွေးကောင်းတယ်မဟုတ်ဘူးအဲ့တော့အဓိကကြတာကအဲ့ဒီ PC ကနိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီမှုရှိရလားမရှိရလားကိုပဲကျွန်တော်ကြည့်ရမှာစက်ရုံရှိခြင်းမရှိခြင်းကကျွန်တော်တို့ဈေးကွက်ကိုပြီးဆောင်နိုင်တာမဟုတ်ဘူးအဲ့တော့အဓိကက PC အရေးသွေးကောင်းမယ်နိုင်ငံတကာစံချိန်စံညွှန်းမှီမယ်ဆိုရင်ကျွန်တော်တို့ဈေးကွက်ကိုကျွန်တော်အောင်မြင်လုပ်နိုင်ပါတယ်ဟုတ်ပြီဗျကျွန်တော်ဒါနဲ့ကုမ္ပဏီဘက်ပြန်လှည့်ပြီးမေးချင်အောင် success mode ဆိုတော့အခုဆိုရင်အခုကိုချိန်ဆိုဒီမှာဆိုရန်ကုန်မှာဆိုတစ်နှစ်နဲ့8လပေါ့ဒါမှန်တိုင်းပြောရင်လည်းနည်းတက်တန်းတိုးတော့ဗောနော်တက်တန်းတိုးသေးတယ်ဗောနော်နောက်အများကြီးကျွန်တော်တို့စူးစမ်းလို့ရတယ်ပြီးတော့လေဈေးကွက်တွေကလည်းအများကြီးကြံသေးတာကိုတွေ့ရတယ်ဗောနော်အများကြီးလို့အခုမှအစပဲရှိသေးတယ်လို့ပြောတယ်ဗောနော်အခုဆိုအရင်အချိန်တိုနဲ့တော်တော်ကိုအောင်မြင်တယ်လို့ကျွန်တော်ယူဆပါဗောနော်အဲ့တော့ဒါမဲ့တခုပြန်ပြီးတော့အချက်တစ်ချက်ပြန်ကြည့်မယ်ဆိုဒီလိုတက်တန်းတိုးတာဒီတက်တန်းတိုးလေးပဲရှိသေးတဲ့ကုမ္ပဏီကိုဝင်မဲ့လူတွေအတွက်ကသူတို့မှနည်းနည်း
ခုနကပြော mindset ဖြစ်နေတာလေးကိုဘယ်လိုမျိုး open minded ဖြစ်အောင်ဘယ်လိုလုပ်အောင်မလဲပေါ့နော်အဲ့ဒါလေးတော့ကောသူလေးဟောကျွန်တော်ဒီတက်တန်းတူတဲ့ကိစ္စကဟိုစလုပ်တယ်မေးခံလာခဲ့ကုမ္ပဏီတော်များလူကြီးတွေကကျွန်တော်ပဲတခြားကုမ္ပဏီမှာလုပ်နေလူတွေပေါ့နော်ကျွန်တော်ပြောတယ်မင်းတို့ကုမ္ပဏီကတက်တန်းတူနေတယ်ပေါ့နော်တက်တန်းတူတယ်စိတ်မချရဘူးပေါ့နော်တက်တန်းတူတယ်လို့ပြောတဲ့သူတို့တွေကျွန်တော်ဒီနေ့တစ်နှစ်ရှစ်လဖြစ်သွား blue diamond ဖြစ်သွားတယ်သူတို့တွေအဲ့ဒီနေရာမှာအဲ့ဒီယာတူနဲ့အဲ့ဒီနေရာမှာဒီတိုင်းမှရှိနေသေးတယ်အဲ့တော့တက်တန်းတူခြင်းမတူခြင်းထက်အဲ့တက်တန်းတူတွင်းမှာဘယ်လောက်ထိအောင်မြင်အောင်လုပ်နိုင်လဲပဲအရေးကြီးတာကျွန်တော်ဒီ success ကိုရွေးချယ်ခဲ့တာကတက်တန်းကိုကျွန်တော်မကြည့်ဘူးအဲ့တော့ကျွန်တော်စပြီးကြည့်တဲ့အချိန်မှာမြန်မာပြည်ဆက်ဆက်မိုးမြန်မာပြည်မှာလာမိတ်ဆက်တဲ့အချိန်မှာထိုင်းနိုင်ငံမှာတစ်နှစ်ပဲရှိသေးတယ်။အဲ့ဒီနှစ်အတွင်းမှာဒိုင်းမုံက10ရောက်လောက်ရှိတယ်။အဲ့ဒါကိုကျွန်တော်အရန်သွားကြသွားတယ်။ဒါဆိုရင်တေချာပြီးဗီဒီမေးစရာမလိုတော့နောက်လာမယ့်နှစ်မှာမြန်မာပြည်မှာဒိုင်းမုံ10ရောက်တော့အနည်းဆုံးထွက်ကိုထွက်နိုင်တယ်။ဘာကြောင့်လဲ။သူတက်တန်းတို့အတွင်းမှာအောင်မြင်လုပ်နိုင်တယ်။ကုမ္ပဏီတော်တော်များကျွန်တော်လေ့လာကြည့်တယ်တချို့ဆိုတက်တန်း9နှစ်10နှစ်ရှိပြီဒိုင်းမုံ1ရောက်2ရောက်ဒါဆိုရင်ကျွန်တော်တို့အဲ့လိုကုမ္ပဏီမျိုးကတော့လုပ်မယ်နောက်10နှစ်ကျွန်တော်ဒိုင်းမုံဖြစ်နိုင်ပါမလား။နော်လုံးဝမဖြစ်နိုင်ဘူး။အဲ့တော့အဓိကကတက်တန်းတူတာမတူတာအဓိကမကြဘူးဒါပေမဲ့အောင်မြင်အောင်လုပ်နိုင်မလုပ်နိုင်ဒီကကြားတယ်။ဘာကြောင့်လဲကျွန်တော်တို့အောင်မြင်ချင်တာ။အဲ့တော့ကျွန်တော်တခုပဲမေးချင်တာသူတို့ကိုမေးချင်တာကဘာလဲဆိုရင်ကိုယ့်ရဲ့အောင်မြင်မှုကိုမြန်မြန်ဆန်ဆန်ရောက်ချင်တာလား။ကြာမှရောက်ချင်တာလား။ကြာမှရောက်ချင်တယ်ဆိုတော့တက်တန်းရှိတဲ့ကုမ္ပဏီရွေးချယ်ရမယ်။မြန်မြန်ဆန်ဆန်ရောက်ချင်တယ်ဆိုတော့ဒီချိန်မှာကိုရွေးချယ်ဖို့လိုပြီ။ဘာကြောင့်လဲ။တစ်နှစ်အတွင်းမှာတော့ဒိုင်းမွန်တွေလောက်ထွက်တယ်ဆိုရင်နောင်လာမယ့်နှစ်ကိုဒိုင်းမွန်ဖြစ်ကိုဖြစ်ပြီးသေးကြတယ်ဆိုတော့ဒိုင်းမွန်ဖြစ်ဖို့သေးကြနေပြီလေ။အဲ့တော့တက်တန်းအဓိကတက်တန်းကိုအဓိကမကြည့်ပါနဲ့အောင်မြင်မှုရနိုင်မရနိုင်ဘူးအဓိကကြည့်တင်ပါလား။မှန်တယ်ဗျာ။ဒါနဲ့တော့ဘာရင်းနေတော့တစ်ခါထိရောသိကြဟုတ်တယ်တချို့ကလည်းအဲ့လိုမျိုးပေါ့နော်ဒါစိုးရင်ကြိုက်ကြပါတယ်ကျွန်တော်တော်တော်များများဒါအဲ့အတွက်လည်းကျွန်တော်မေးဖို့မေးတာဟုတ်ကဲ့ပြီးတော့business တခုပေါ့နော်လုပ်တယ်ဆိုရင်တချို့ပေါ့နော်ဒါ negative point ပေါ့နည်းနည်းလေးမေးစရာသူကစီးပွားရေးလုပ်ရင်ထုတ်ကုန်တွေတိတ်အရင်ကြီးပါဘူးပေါ့နော်သူတို့ခုနပြောသလိုယုံကြည်အောင်ပြောလိုက်မယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့တော့ဥပမာကျွန်တော် promotion တွေချရတယ်ပေါ့ဗျာအဲ့လိုမျိုးတစ်ခုပေါ့နော်လူတွေစိတ်ဝင်စားအောင်လုပ်လိုက်မယ်ဆိုရင်ဒီစီးပွားရေးအောင်မြင်သွားမယ်လို့တော့ယူဆကြတာတော်တော်များများရှိမှာပဲလေကျွန်တော်တို့ကလည်းအယုံလွယ်လို့ပါမြန်မာနိုင်ငံကလူတော်များများရိုးသားတယ်လေအယုံလွယ်လို့ပါဒါပေမဲ့အဲ့အတွက်ကိုဒီစီးပွားရေးမှာထုတ်ကုန်အရင်ကြီးဆိုတာကိုပြောတဲ့အဲ့အထင်မြင်ကိုကိုယ့်ရဲ့ပြန်ပြီးရှင်းပြရတဲ့အချက်လေးသိချင်တယ်မှားပါတယ်ထုတ်ကုန်လုံးဝတချို့ပြောကြတယ် network marketing လုပ်တဲ့ထုတ်ကုန်ရေးမကြည့်ဘူးတဲ့ထုတ်ကုန်အရင်ကြီးတယ်ဘာကြောင့်လဲထုတ်ကုန်ကိုအခြေခံပြီးသွားတာထုတ်ကုန်ကိုအခြေခံပြီးသွားမှသာ marketing ဆိုတာဖြစ်မှာလေအဲ့တော့ထုတ်ကုန်အရေးမကြည့်ဘူးဆိုရင်သိကြတယ်အဲ့ဒီဟာက pyramid ပဲအဲ့ဒီဟာ money game ပဲဘာကြောင့်လဲလူတွေကိုခုနပြောတဲ့ဝင်လာဖို့ပဲ तू ကလိုချင်တာတချို့ဆိုအစိုးတော်ဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ network marketing company ဆိုတာလူဆွဲတဲ့ company လို့မြင်ကြတယ်ကျွန်တော်ဒီ success မလုပ်ခင်အဲကျွန်တော် company တစ်ခုကကောင်ကြီးလာမိတ်ဆက်ကူတယ်လာမိတ်ဆက်တဲ့အချိန်မှာ तू ကဘာပြောလဲဆိုတော့ကိုတဲ့ဒီလောက်ရင်းလိုက်တဲ့တလားရမယ်ဘယ်ရတာလဲတင်ကြီးလေးအခုအဲ့ဒါတွေးမနေနဲ့တဲ့ကိုဒီလောက်ရမယ်ကိုကျင်းလာတယ်အဲ့တော့ကျွန်တော်ပြောလိုက်တယ်သူတခုံပဲပြောလိုက်တယ်အေးငါပတ်စံတော့လိုချင်တယ်လို့ဒါပေမဲ့ငါလုပ်တဲ့အလုပ်သမားအာဇီဝကြာလာမကြာလာတော့ငါသိချင်တယ်အဲ့တော့ဘာကြောင့်ရလဲမှမင်းမပြောနိုင်ဘူးဆိုရင်တော့လို့ငါမလုပ်နိုင်ဘူးလို့အဲ့ကောင်လေးအဲ့ဒီတည်းပျောက်သွားတယ်အခုဒီဘယ်ရောက်လို့ရောက်ပါမှမသိဘူးအဲ့တော့ကျွန်တော်ဆိုလိုချင်တဲ့တော့ဒီထုတ်ကုန်ကြောင့်ကျွန်တော်တို့ဒီဝင်ကိုရတာရှင်းပြောရရင်ဒီထုတ်ကုန်ကကောင်းဖို့လိုတယ်ဒီထုတ်ကုန်ကိုယ်တိုင်သုံးဖို့လိုတယ်ပြီးတော့မှတော့ကိုယ့်ရဲ့မိတ်ဆွေတွေကဒါမှပြန်ပြီး share လုပ်လို့ရမှာရှင်းပြောရရင်ဗျာတည်ချင်းတွေကိုရင်တည်ဗျာကိုယ့်ရဲ့မိတ်ဆွေတော့တည်မှာတယ်ပတ်စံမရရတာနောက်တာအဲ့တော့ product ကအရင်ကြီးတယ်ကိုယ်တိုင်ကြိုက်မှကိုယ်တိုင်ကအဲ့ product မှာ feeling ရှိမှ free ဖြစ်မှကိုယ့်ရဲ့မိတ်ဆွေတွေပြန်ပြီး share လုပ်ပါလို့ဒီကထုတ်ကုန်အရင်ကြီးပါလို့ပြောနေမှာမှန်ပါတယ်ကျွန်တော်ဆိုရင်အစားအသောက်တွေကောင်းစားပြီးကောင်းမှအိုက်ဆိုင်ကောင်းပါအရင်ဆုံးတေးကြကြီးအောင်ပါဘူးဒါကစားကျွန်တော်ဒီ success mode ကနေစေးကြီးအများကြီးလို့เนาะကျွန်တော်တွေ့ရအောင်ရွေးချယ်စရာတွေအများကြီးပေါ့เนาะအခုကျွန်တော်ကတော့ဒါဟိုကျမ်းမာရေးအတွက်ကောင်းတယ်ပေါ့เนาะရှုတော့နေဒါပေမဲ့ကျွန်တော်ဘက်ကအဲ့လိုမျိုးเนาะဒီစိုးရင်ရဲ့အချက်တွေရှိရဗျာစေးကတောက်တိုင်းကောင်းလို့လားပြီးတော့ side effect တွေများဖြစ်မလားပေါ့နော်ဟိုကြော်ညာတာပေါ့ဒါတော့ personality ပေါ့တောက်တိုင်းကောင်းမလားပြီးတော့အဲ side effect တွေရောဘာတွေများရှိမလဲပေါ့နော်ကျွန်တော်ဘက်ကဘယ်လိုမျိုးပြန်ပြီးတော့ဒီလိုတောက်မဲ့လူတွေတော့ sorry ရှင်းပြတာပို့တော့ဟုတ်ကဲ့ဒီကကျွန်တော်တို့ success ဘုံမှာထုတ်တဲ့ထုတ်ကုန်တွေအထက်မှာဆေးတော့မပါဘူးဟိုပါ food supplement လို့ခေါ်တဲ့ဖြစ်စွအာဟာရပေါ့ကျွန်တော်ကန်တာကိုဖြစ်စွအာဟာရရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကိုယ်တုံးပစ္စည်းတွေရှိမယ်အလှပနဲ့ပတ်သက်တဲ့ skin care တို့ cosmetic တို့ရှိမယ်ပြီးတော့ရှိရင်ကျွန်တော်တို့အိမ်သုံးပစ္စည်းတွေပေါ့အိမ်သုံးပစ္စည်းတွေရှိမယ်နောက် site ဖြွေးသုံးပစ္စည်းတွေပေါ့နော်တော်တော်များဒီ food supplement ဆေးနဲ့ရောတာပေါ့နော်တချို့ကလည်း food supplement ပေါ်မှာတိတ်ပြီးတော့မှဟိုယုံကြည်မရှိကြတဲ့လူတွေရှိတယ်နော်အဲ့ဒါအဓိက food supplement ဆိုတာပါလဲကျွန်တော်ခန္ဓာကိုယ်ထဲမှာလိုအပ်နေတဲ့အာဟာရတွေပေါ့ vitamin တို့ mineral တို့ carbohydrate တို့ဒါတွေပြန်ဖြည့်ပေးတာပေါ့နော်ဘာကြောင့်ကျွန်တော်တို့ food supplement သုံးသင့်တာလဲဆိုရင်ကျွန်တော်တို့နေ့စဉ်ကျွန်တော်စားတောက်တဲ့အစားတောက်တွေကအခုကကျွန်တော် ready made တွေသုံးတာတွေများလာတယ်
နော်နေ့စဉ်စားတဲ့အစားတောက်အာဟာရတွေမပြီးပါတော့ကျွန်တော်မနေ့မိုးလင်းဆိုရင်ကျွန်တော်တို့ဘာလုပ်လဲကျွန်တော်တို့လွယ်ကူဆုံးဆိုရင်ကျွန်တော်ခောက်ဆဲပြုတ်ခောက်ဆဲတော့ခောက်ဆဲဆောင်းထားလိုက်လုပ်တယ်မအားမလဲကြတော့ဒါလေးချိန်ကုန်တက်တာလေစားကြပြီးပါအဲ့တော့ခောက်ဆဲကြောက်လို့ကျွန်တော်ပြန်ဆန်းစစ်ကြည့်အောင်ခောက်ဆဲကြောက်တို့ထုတ်ဆိုကျွန်တော်တို့150ဒါဆို marketing နဲ့ပြန်တွက်မယ်ဆို marketing ဈေးက85ကျပ်ရှိနေဒါဆို85ကျပ်ဒါဆို85ကျပ်နဲ့ခောက်ဆွဲထုတ်ဖြစ်အောင်လုပ်ထားတယ်ဆိုရင်ကိုယ့်ဘာကိုအိမ်မှာဂျုံဝယ်ပြီးကြိတ်ပဲဆိုရင်ရနိုင်မှာမလားကျွန်တော်အပြင်မှာရှမ်းခောက်ဆွဲတစ်ခွက်သက်စားကြည့်ဘယ်လောက်ရှိမလဲအနည်းဆုံး900လောက်ရှိဟုတ်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဘာတွေစားနေရတာလဲအဲ့တော့သူတို့ဈေးသက်တောင်လုပ်ထားတဲ့ခုနပြောရတဲ့ဒီ ready made တွေကျွန်တော်စားနေကျွန်တော်တို့ခန္ဓာကိုယ်အာဟာရအပြည့်အဝမရနိုင်တော့ဘယ်လိုဒီတော့မရနိုင်ဒါထွက်ကြည့်မှဆိုရင်ဟုတ်ကဲ့မနက်စာတက်စာကိုခုနပြောတဲ့80လောက်နဲ့ကျွန်တော်ဝန်းနဲ့ဖြည့်နေတယ်ကျွန်တော်အာဟာရအပြည့်အဝမရနိုင်ဘူးကျွန်တော် Facebook မှာကျွန်တော် blog ဖတ်လိုက်ရတယ်ကျွန်တော်ငချောက်တွေဆိုရင်လည်းရင်မနာစေးတဲ့ကျွန်တော်တို့နောက်တော့မုတ်ဖတ်တွေဆိုရင်လည်း formalin နဲ့လူသေးတွေထိုးတဲ့ formalin လို့ပေါ့တုံးတယ်ဇွန်တွေဆိုရင်လည်းမပုတ်တူအောင်ဆိုပြီးတော့ formalin ထိုးတယ်ပေါ့နော်နောက်ငပိတွေဆိုရင်လည်းကျွန်တော်တို့တက်မြေဩစာအဲ့တော့ကျွန်တော်တို့တွေမမြင်နိုင်ဘူးသူတို့ဘာနဲ့လုပ်ထားလဲဘယ်လိုလုပ်ထားလဲကျွန်တော်မမြင်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မစားဘဲလည်းနေလို့မရအောင်ဝယ်စားနေရတယ်ဝယ်သုံးနေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခန္ဓာကိုယ်မှာခုနပြောလိုအပ်တဲ့အာဟာရပြည့်ဝမရဘူးဘိုက်ပြည့်သွားတာပဲရှိတယ်ခေါက်သပြုတ်တွေအများကြီး2နှစ်လောက်တိတိစားတဲ့တငယ်ချင်းရှိတယ်သပိန်အမွေတွေကကွက်ကြတယ်အကုန်လုံးကျွတ်သွားတယ်အဲ့ဒီဖြစ်ရကျွန်တော်တို့ဒီတွန်းလိုက်တော့ဆိုတော့ဒါနှစ်ခုကတက်တည်ပဲလေခောက်ဆဲကြောက်တွေစားတာခောက်ဆဲကြောက်တွေစားတာဘိုက်ပြည့်တယ်ဆိုပြီးစားတာပေါ့နော်အဲ့တော့ကျွန်တော်တို့စားတဲ့အစားတောက်ကြောက်ကျွန်တော်တို့ food supplement တောင်းရတာဟုတ်ဒီမှာ food supplement ဆိုတာကတော့တဘာဝတိဥတိဖို့ကပေါ်ဆက်ထားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကမဖြစ်စေဓာတ်စာပေါ့နော်နေ့စဉ်တောက်လို့လည်း side effect မရှိဘူးတောက်သွားရင်လည်းခုနပြောတဲ့အကျိုးမရောက်ပါဘူးတချို့ကတော့ဒီ food supplement တောင်းအယုံကြည်မရှိဘူးပေါ့နော်ဒီ food supplement ဆိုတာဒီကျန်းမာရေးဘယ်လိုမှထောက်မဖြစ်စေနိုင်ဘူးပေါ့စေပညာကပဲပြောနေတာပဲကျွန်တော်တို့စက်သွင်းပြီးတနေ့တူစာပုံမှန်စားသွားရင်ကိစ္စရောဂါကောက်ွယ်ပေးနိုင်တယ်ဒါခုနပြောတဲ့ဓာတ်စာပဲအဲ့တော့အာဟာရကဘယ်လောက်ထိအရေးကြီးလဲဆိုရင်ကျွန်တော်တို့မျက်စောပြားတော်ဟောထားသေးတယ်လူတယောက်ရဲ့အသက်ကကန်းစိတ်ဥဒုအာဟာရဆိုပြီးတော့အပြည့်နေတာပေါ့နော်အာဟာရကလည်းတစ်ကြောင်းပါဝင်တယ်အဲ့တော့ကျွန်တော်တို့ food supplement ကိုသုံးတယ်ဆိုတာကျွန်တော်အာဟာရဆိုတဲ့အရာကိုကျွန်တော်ပြန်ဖြည့်တင်ပေးတာပဲအဲ့တော့ကျွန်တော်တို့နေ့စဉ်စားတောက်တဲ့အစားအသောက်မှာအာဟာရမပြည့်ဝလို့ food supplement သုံးရတာကဲမို့ကျွန်တော်တို့ကနေ့စဉ်စားတောက်တဲ့အစားအသောက်မှာကျွန်တော်တို့ vitamin mineral တွေပြည့်အောင်စားမယ်ဆိုရင် food supplement သုံးစရာမလိုဘူးအဲ့တော့ကိုယ့်ရဲ့နေ့စဉ်ဒီထိုင်စားတောက်မှုပုံစံကြည့်လိုက်ဒါဆိုကိုဒါလိုအပ်တယ်ဆိုရင် food supplement သုံးဖို့သုံးတင်ပါဒါဆိုကျွန်တော်တို့ဒါ side effect မရှိဘူးเนาะဟုတ်ကဲ့ဟုတ်နောက်ချိုတင်ကာကွယ်တာအကောင်းဆုံးပဲအဲကြောင့်ဆရာဝန်တွေပြောတာလေကုသခြင်းတဲ့ချိုတင်ကာကွယ်ခြင်းအကောင်းဆုံးပဲအကောင်းဆုံးကကုသနေပဲအဲ့ဒါကျွန်တော်တို့ကဒီ success mode ကနေဒီလိုမျိုးကျွန်တော်တို့ဘယ်လိုကခဏဖြစ်စအာဟာရတွေကိုကျွန်တော်တို့ထုတ်လုပ်ပေးထားတာအဲ့ဒီလည်းဒါသုံးဆွဲတင်တယ်ပေါ့နော်အဲ့မှာကျွန်တော် plan လေးတစ်ချက်သိချင်တာ success mode ရဲ့ဒီ plan ကဒီ binary plan လို့ပြောပါတော့အဲ့မှာဒီ binary နဲ့ဒီ pyramid နဲ့ရမှာအဲ့လိုမျိုးဘယ်လိုကွဲပြားလဲပေါ့နော်အဲ့ဒါလေးလေပုံစံလေးကျွန်တော်တင်နေရှင်းပြပါဦးဟုတ်တချို့ကလည်းဒီ binary plan ကိုဘယ်လိုလဲဆိုတော့ pyramid လို့ပြောကြpyramid လို့ပြောကြဆိုတော့သူက pyramid ဆိုတာ3ကံပုံစံသွားတယ်ပေါ့နော် binary က3ကံပုံစံသွားတယ်အဲ့ဒါ binary pyramid ဆိုပြီးတော့ခေါင်းစဉ်တက်တာပေါ့နော်ညာတော့ဖြစ်ပြောကြတဲ့လူကဘာလဲဆို hierarchy plan လုပ်တဲ့လူတွေပြောကြတာဟုတ်ဒီ hierarchy plan ကကြတော့သူက9 line သွားတယ်ပေါ့နော်အဲ့တော့သူကဒီ2 line သွားစနစ်ကိုသူကမြင်လဲမြင်အောင်ဒါ3ကံပုံစံဒါ pyramid စနစ်လိုပဲလက်ညှိုးထိုးတာပေါ့အမှန်တကယ်ကတော့ network marketing ကြီးတူတူပဲသူကhierarchy ကကြတော့လွန်ခဲ့တဲ့နှစ်60လောက်ကလေးကကြီးဆွဲထားတဲ့ plan ဒီ binary ကကြတော့ဒီဘက်10စုနှစ်နောက်ပိုင်းမှာကျွန်တော်တို့ဟိုဒီ hierarchy ရဲ့အားနည်းချက်တွေကိုပေါ့ပြန်ဖြည့်ဆွဲပြီးမှကြီးဆွဲထားတာဟုတ်ကဲ့အဲ့တော့ network marketing သွားတဲ့ပုံစံချင်းတူတူပဲသူက9 line သွားတဲ့စနစ်နဲ့2 line သွားတဲ့စနစ်နဲ့အဲ့တော့သူတို့ပြောသလိုမျိုးဒီဟာကကြတော့ဂုတ်သွေးစုပ် plan လို့သူတို့ခေါ်တာပေါ့နော်ဟိုအရင်ဝင်တဲ့လူပဲရတယ်အောက်ကလူမရဘူးပေါ့အဲ့လိုအောက်ကလူကမကြော်တက်နိုင်ဘူးပေါ်ကလူအဲ့လိုမျိုးသူကသူ့ကိုထင်တာဒါပေမဲ့အဲ့ဒီ binary မှာကလည်းသူက2 line လုံးညီအောင်မလုပ်နိုင်ဘူးဆိုရင်တခြားမှမရအောင်သူကအရင်ဝင်ထားရုံနဲ့ရတဲ့ plan မျိုးမဟုတ်ဘူးနောက်တစ်ခုကအောက်ကလူကလည်းခုနပြောတဲ့ကိုယ့်အပေါ်ကလူကိုကြောတက်သွားနိုင်တယ်သူတို့ပြောသလိုကြောတက်လို့မရဘူးမဟုတ်ကြောတက်လို့ရတယ်ဒါပေမဲ့တစ်ခုကဘာလဲဆိုရင် binary plan မှာဘာအားတာလဲဆိုတော့ hierarchy မှာလို့ယာရုတိုက်သွားလို့ရှိရင်မချင်းမရတော့တာမျိုးမချင်းရက်သွားတာမျိုးမဟုတ်ဘူးယာရုပဲတိုက်ယာရုပဲကြော်မချင်းခံစားမှရှိရအဲ့တော့ hierarchy plan လုပ်တဲ့လူတော်တော်များများက binary ကိုလေ့လာလိုက်ပြီးဆိုတာနဲ့သူက hierarchy ကိုဆက်မလုပ်တော့ဘူးဘာကြောင့်လဲဆိုတော့ plan ကအရန်ကွာသွားပြီအရန်အားတာသွားပြီဘယ်လိုပြောမလဲ9 နှစ်လောက်တာနဲ့2 နှစ်လောက်တာအဲ့လောက်ကွာအဲ့လောက်ထိဝါချတယ်ဗောနော်အဲ့ဒါဆိုနည်းကျွန်တော်စိတ်မစားပါဘူးအဲ့ဒီ binary plan အကြောင်းလေးနည်းလေးဘူးတရထပ်ပြီးသိစိတ်လေးပြောပြောဒီ binary ကကြတော့ဗာလဲဆိုတော့သူကကိုယ့်ရဲ့မိတ်ဆွေ2 ယောက်ပေါ့2 ယောက်ကိုအဓိကထားကူညီရတာပုံမှန်ကြတော့9 line ဆိုတော့9 ယောက်ကူညီရတယ်ဥပမာပြောရမယ်ဆိုရင်ဘာကွာချလဲဆိုတော့တာသမီ9 ယောက်မွေးထားတဲ့မိဘနဲ့တာသမီ2 ယောက်မွေးထားတဲ့မိဘဘယ်သူကတာသမီပုံမှာပို့ပြီးကိစ္စဆိုင်နိုင်မလဲဟုတ်တယ်နော်အဲ့ဒီသဘောပဲပေါ့နော်တာသမီ9 ယောက်ဟာ1 ယောက်ကလည်းနိုးစာနေ1 ယောက်ကလည်းကြောင်းသွားမယ်1 ယောက်ကလည်းဟိုဟာမလို့အဲ့ဒါမျိုးဆိုဗျာမများရောက်လာမိဘ multitask ဒါပေမဲ့2 ယောက်တည်းကြတော့ PPC ကိစ္စနိုင်တယ်အဲ့တော့ network marketing စနစ်ကိုက
ကိုယ့်ရဲ့မိတ်ဆွေကိုအောင်မြင်ကူညီပေးရတာအဲ့တော့9ယောက်ကိုအောင်မြင်အောင်လုပ်ပေးရတယ်2ယောက်ကိုအောင်မြင်အောင်လုပ်ပေးရတယ်ဘယ်ပိုတတ်တာမလဲ2ယောက်ကိုအောင်မြင်အောင်လုပ်ပေးရပိုတတ်တာအဲ့တော့အဲ့2ယောက်က PPC ကူညီပြီးတော့အောင်မြင်သွားလို့ရှိကိုလည်းအောင်မြင်တယ် binary ကအချမ်းအားတာတယ် plan အရပြောမယ်ဆိုရင် तू ကပို့ပြီးတော့မှဖြစ်ပြီးတယ်ဟုတ်တယ်နော်ဟုတ်တယ်ဗျာခုနရာထူးချင်းတိုက်သွားလဲရှော့မရှိဘူးပြဿနာလည်းမဖြစ်ဘူးဟိုမှာဟာရီစူးစမ်းလို့ခွင့်ရရမယ်ဆိုတော့အရန်ကောင်းတယ်ဟာရီကီမှာကြတော့မရအောင်ဟာရီကီမှာကြတော့ तू ကကိုအောက်ကလူကကိုနဲ့ယာရုတူလာပြီဆိုရင်သူ့ရဲ့မချင်းမှုမှာခံစားမှုပေးတော့မပေးတော့ကျတော့ဘာဖြစ်လာလဲဆိုတော့စားပြီးလုတ်ပြီးဆိုတာနဲ့ယာရုလေးတူလာပြီးအောက်ကလူယာရုတက်တော့မယ်ဖြစ်ဆိုရင်နင်းထားလိုက်တော့တယ်ဆက်ပြီးကိုပြီးတော့ तू ကအရှိရပြေးမယ်ဘာလို့ဆိုတော့ तू ခံစားခွင့်ရသွားမှာဆိုတော့ဒီမှာကျတော့ကိုကြော်သွားလဲခံစားခွင့်ရှိတော့ကိုအောက်ကလူကိုအောင်မြင်ကိုတက်ကြော်သွားအောင်ကိုညီပေးနိုင်တယ်မူလီတာအဲ့တော့ကျွန်တော်တို့ဒီ success mode ရဲ့ plan က auto ship မရှိဘူးဆိုတော့တချို့ကဟိုရေရှည်ခိုင်မာမှုရှိပါမလားပေါ့နော်ဆိုရင်ကြရင်ကျွန်တော်ဘယ်လိုရှင်းမလဲပေါ့တကယ်တမ်းပြောရင် auto ship လုံးဝမရှိတာလည်းမကောင်းဘူး auto ship ရှိပြန်တော့လည်းဘာဖြစ်လဲဆိုတော့ကိုအောက်ကလူတွေဝန်တော့မှုဖြစ်တာပေါ့တချို့ဆိုရင်bonus ကမထွက်သေးဘူးလာစင်ကစီ auto ship ထိန်းနေရတယ်အဲ့တော့ဟိုဘယ်လိုပြောမလဲဆိုတော့အောက်ကလူတွေအမြင်နဲ့ဘယ်လိုပြောသူတို့ဘယ်လိုပြောလဲဆိုတော့ငစားပြပြီးငများချင်းမိနေတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာတွေရှိတယ်သူတို့အတွက်ဒါကြီးကလာစင်တောင်းမတစ်ခုလိုဖြစ်နေတယ်ပေါ့နော်အဲ့တော့ auto ship ရှိတာလည်းမကောင်း auto ship မရှိတာလည်းမကောင်းဘူးဒါပေမဲ့ success ဘုံမှာကြတော့အဲ့နှစ်ခုကြားကြတာပေါ့နော် auto ship လောမရှိတာလည်းမဟုတ် auto ship ရှိတာလည်းမဟုတ်သူ e-voucher စနစ်နဲ့တွားတာပေါ့ e-voucher စနစ်ကဘယ်လိုမျိုးလဲဆိုရင်ဥပမာ bonus ရမယ်ဥပမာကိုကောင်းတဲ့ဆိုတော့ bonus 3သိန်းထွက်မယ်3သိန်းထွက်မယ်ဆိုကိုကောင်းတဲ့ဆိုတော့3သိန်းရဲ့20ရာခိုင်နှုန်း2000ကိုကောင်းတဲ့ဆိုရဲ့အကောင့်မှာသိမ်းထားပေးတယ်သိမ်းထားပေးအဲ့2000နဲ့ကိုကောင်းတဲ့ဆိုကြိုက်တဲ့ပစ္စည်းပြန်ဝယ်လို့ရတယ်ဒါလည်း auto ship တဘောမျိုးဒါပေမဲ့ခုနကပြောလူသစ်တွေအနေနဲ့ကြတော့ auto ship ထင်းစရာမလိုမကိုက bonus မထွက်သေးဘူးဘာမှမဖြစ်ဘူးထင်းစရာမလို bonus 1000ထွက်ရင်2000ထင်းပြီး2000သိမ်းထားပြီးအဲ့ပစ္စည်းပြန်มาလို့ရတယ်အဲ့တော့ network ရေရှည်ခိုင်မာမှုလည်းဖြစ်တယ်ပေါ့နော်ခုနဝယ်ထားတဲ့ပစ္စည်းပေါ်ကနေလည်းပြီးခံထားခွင့်ရှိတယ် e-voucher က20ရာခိုင်နှုန်းဆိုပေမဲ့3သိန်းမှာ2000လို့ဆိုပေမဲ့ဥပမာ2သိန်းထွက်တယ်ဆိုရင်4000မဖြတ်ဘူးဘာလဲဆိုတော့3000ထိပဲအမြင့်ဆုံးဖြတ်ထားတယ်အဲ့တော့အထက်ရာထူးကြီးသွားတဲ့ညကဝင်ငွေတိုးလာတဲ့ည20လုံးဖြတ်သွားတာမျိုးမဟုတ်ဘူး3000ထိ limit လူတယောက်3000 limit တတ်မှတ်ထားပြီလေပေါ့နော်အဲ့3000ပါဆိုပစ္စည်းပြန်ယူလို့ရတယ်ကုမ္ပဏီမှာ network တအားကြီးလာတဲ့အချိန်မှာလူကြီးကိုယ့်ရဲ့ network 1000ရှိတယ်ဆိုရင်3000နဲ့အရောက်1000နဲ့နှောက်ကြည့်မှဆိုရင်တိမ်ပေါင်း3300ရောင်းအားရှိနေတယ်အဲ့တော့နောက်ထပ်လူတစ်မဝင်လာပြီမဲ့လေကိုယ်မှဝင်လို့ရမရသွားအဲ့တော့ e-voucher စနစ်ကအပေါ်အတွက်လည်းအဆင်ပြေတယ်အောက်ကလူတွေအတွက်လည်းခုနပြောဝန်တော့ဝန်မရှိဘူးအရင်ကောင်းတဲ့စနစ်ပါအဲ့ဒါကြောင့်လည်းဒီနေ့ success ကိုအရင်အောင်မြင်လာတာအဲ့အချက်လေးတစ်ချက်လည်းပါဝင်ပါဟုတ်တယ်နော် good point ပဲဟုတ်အဲ့တော့ကျွန်တော်မှာမိတ်ဆက်2ယောက်ရှိရပါတော့အဲ့မိတ်ဆက်2ယောက်ရှိရတယ်ကျွန်တော် diamond ဖြစ်နိုင်မှာဖြစ်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ success mode plan ရပါတော့ဘယ်မှာတယောက်ညမှာတယောက် platinum ဖြစ်အောင်ကူညီပေးမယ်ပြောလို့ရှိရင်ကိုယ့်ရဲ့ group PB ကလည်းပြည့်မယ်ဆိုရင် diamond ဖြစ်နိုင်တယ်တချို့ company တော်တော်များကြတော့ဒီ diamond ဖြစ်ဖို့မိတ်ဆက်အယောက်60ရှိမှ diamond ဖြစ်တာမျိုးသတ်မှတ်ထားတာရှိတယ်အဲ့တော့တကယ်တမ်းပြောမယ်ဆိုရင်ကိုကောင်းထက်စော်တို့လို celebrity တွေကြတော့အယောက်60မိတ်ဆက်နိုင်အောင်မိတ်ဆက်နိုင်လိမ့်မယ်ကျွန်တော်တို့ကြတော့မလွယ်ဘူးဟုတ်အဲ့တော့တော်တော်များများလူတော်တော်များမလုပ်နိုင်တဲ့ကိစ္စပေါ့မိတ်ဆက်အယောက်60မိတ်ဆက်နိုင်မှုဆိုတာတော်တော်မလွယ်တဲ့ကိစ္စအဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်ပြန်ကြားတာပါနော်ကြားကုမ္ပဏီဖြစ်တဲ့ပြဿနာကျွန်တော်နေသွားတဲ့အချိန်မှာကျွန်တော်ဗာကြားလဲဆိုတော့ခုနကပြောတဲ့ app line တွေကသူတို့ရဲ့ downline တွေကိုလူပါတယ်ပေါ့သူတို့ရဲ့မိတ်ဆွေတွေလူပါတယ်ပေါ့သူတို့ရဲ့ G1 လုတ်ပြတယ်ပေါ့နော်အဲ့လိုမျိုးတွေကြားတယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုရင် plan ကြောင့်လို့ပဲပြောမယ်ဘာကြောင့်လဲဆိုတော့ကိုယ်ကိုယ်တိုင်မရှာနိုင်တဲ့ခါကျတော့ကိုယ့်ရဲ့ downline တွေရဲ့လူတွေကိုယ့်ရဲ့ G1 ပြန်လုတ်ပြတာပေါ့အဲ့တော့တချို့ကလည်းဟိုဘယ်လိုပြောမလဲ G1 မရှာနိုင်တဲ့ခါကျတော့ဘာလို့နာမည်အတုတွေနဲ့ပေါ့နာမည်အတုတွေနဲ့ကိုယ့်ဘာကိုဝယ်ထည့်ရတယ်ဟိုရောက်60အမျိုးဝယ်ထည့်တာမျိုးတွေရှိတယ်အဲ့တော့ရတဲ့ bonus နဲ့ဘာမှမကြံအောင်အဲ့တော့အမျိုးတွေဖြစ်ကြတာပေါ့ဒီ success မှာတော့မဟုတ်ကိုယ့်ရဲ့ G1 ဘယ်တယောက်ညာတယောက်ကို platinum ဖြစ်အောင်ကူညီပေးလိုက်ရုံနဲ့ diamond ဖြစ်နိုင်တယ်သူ့ရဲ့ plan ကဒီစနစ်နဲ့ကိုက်ညီတယ်ပေါ့နော်ဟိုမိတ်ဆက်ကြီးပဲအများကြီးရှာနေစရာမလိုအောက်ကလူတွေအောင်မြင်ဖို့အရေးပဲအာရုံစိုက်ရတယ်အများကောင်းပါတယ်ဒါဆိုရင်ဟိုပါလေတကယ်ချင်းတွေကိုအဲ့လိုနင်းပြီးတက်တဲ့ပုံစံမျိုးတွေပါအဲ့လိုဖြစ်နိုင်မှာတချို့တွေအဲ့လိုမျိုးတွေးကြတယ်ပေါ့နော်ကိုဒီလုံးလို့ရှိရင်ကိုတကယ်ချင်းကိုနင်းတက်တာမျိုးဖြစ်နေမလားသူတို့ဒီဟာတော့မိတ်ဆက်လိုက်ပြီးတော့မှသူတို့ဝင်လာလို့ကိုအကျိုးခံစားခွင့်ရတယ်အဲ့လိုမျိုးတွေးကြတယ်ပေါ့နော်အမှန်တကယ်ဒါမှားပါတယ်ဘာကြောင့်လဲဒီစနစ်ကခုနပြောသလိုလေကိုအောက်ကလူအောင်မြင်ကူညီနိုင်မှကိုအောင်မြင်တာကျွန်တော်အပြင်မှာဈေးရောက်တာနဲ့မတူဘူးအပြင်စီးပွားရေးမှာတော့ကိုယ့်ရဲ့တငယ်ချင်းကိုနင်းကောင်းနင်းရလိမ့်မယ်ဘာကြောင့်လဲကိုအောင်မြင်ဖို့အတွက်ကိုဈေးရောက်နေဆိုရင်တော့ကိုယ့်ရဲ့တငယ်ချင်းကိုအရှုံးခံပြီးတော့မရအောင်ဟုတ်မလားကိုအများကြီးမှကိုရောင်းကြတာဒါကအပြင်စီးပွားရေးစနစ်မှာဒါပေမဲ့ဒီစီးပွားရေးစနစ်မှာကျတော့သူ့ကိုမိတ်ဆက်လိုက်ယူသူဝင်လာယူနဲ့ကိုအောင်မြင်တာတော့မဟုတ်ဘူးသူဝင်လာယူနဲ့ကိုဘရောမအောင်မြင်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ဘာလုပ်ရလဲဆိုဒီလုပ်ကိုလုပ်ပြီးဆိုရင်အဓိကဘာကိုအရင်ချိန်ပြီးတော့ mindset ကိုအရင်ချိန်ပြီးတယ်ကိုယ့်ရဲ့အောက်ကရှိတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်အောင်ကိုကကူညီပေးရမယ်ပြီးတော့ရှိကိုနိုင်ကလည်းသူတို့တကယ်အောင်မြင်စေစိတ်ရှိရမယ်အောင်မြင်စေခြင်းစိတ်ပေါ့နော်ဖြစ်ပေါ်ရမှာပေါ့အဲ့တော့
တို့အောင်မြင်မှသာကိုအောင်မြင်မှာဖြစ်တဲ့အတွက်ခုနပြောလို့ကိုယ့်တငယ်ချင်းကိုနင်းတတ်တာတော့လုံးဝမဟုတ်ဘူးဘာကြောင့်ကိုကသူတို့ရဲ့ sponsor နေရာမှာလက်မှတ်ထိုးလိုက်ပြီးဆိုတာနဲ့ဘာဖြစ်သွားပြီဆိုရင်မင်းကငါအောင်မြင်အောင်လုပ်ပြီးမယ်ဆိုပြီးဂရုပြုလိုက်တယ်တူတယ်သူအဲ့ဒါကြောင့်ဒီစီးပွားရေးစနစ်ကကြတော့ကိုယ့်ရဲ့တငယ်ချင်းတွေအောင်မြင်အောင်လုပ်ပြရတာနင်းတတ်ရတာမဟုတ်ပါဘူးအဲ့ဆိုအဲ့ဒီစိတ်ထားနဲ့ပတ်သက်တော့ဘယ်လိုမျိုးကိုပြောချင်သေးလဲဒီတကယ်လုံးမဲ့လူတွေအောင်မြင်ခြင်းနဲ့ဆိုရင်စိတ်ဘယ်လိုစိတ်နဲ့ခံယူချက်နဲ့လှုပ်သွားတဲ့နဲ့အောင်မြင်တဲ့လူတွေကဘယ်တော့မှနောက်မဆုတ်ဘူးနောက်ဆုံးတဲ့လူတွေဘယ်တော့မှမအောင်မြင်ဘူးပေါ့နော်အောင်မြင်ဖို့အတွက်ကခုနပြောတဲ့ကိုယ့်ရဲ့ယုံကြည်ချက်ခိုင်မာဖို့တော့လိုတယ်ကိုယ့်ရဲ့အောင်မြင်စိတ်ကလည်းတကယ်ခိုင်မာဖို့လိုတယ်စိတ်ထားဖြူစင်ရမယ်စိတ်ထားကောင်းမယ်နောက်လှုပ်တဲ့နေရာမှာရိုးရှင်းရမယ်ပိုပြောတာလို့ပြောတာတွေမရှိရအောင်နောက်တစ်ခါကျတော့သူကကူညီခြင်းစိတ်ရှိရမယ်ကိုယ့်ရဲ့ upline ကိုမိတ်ဆက်ထားပေးတဲ့ကိုယ့်ရဲ့ upline ကိုကိုယ့်ရဲ့ကျေးဇူးရှင်လို့မြတ်တော်ထားပေးရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ downline ပေါ့ကိုမိတ်ဆက်ထားတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းခုနပြောလို့မြတ်တာထားရမယ်ကူညီရမယ်နောက်တစ်ခါကိုယ်အစိုးပြောလာမယ်ဆိုအစိုးပြောလာလဲကျွန်တော်တို့အုတ်ဖြစ်တာပြုနိုင်ရမယ်နှစ်ချုပ်ပြောရမယ်ဆိုရင်တော့ဘယ်လိုလဲဆိုတော့ဂျမဆိုတရားပဲမေတ္တာကရုဏာမုဒိတာပြစ်တာပေါ့ဟုတ်ပြီနောက်အရေးကြီးတယ်အခုကျွန်တော်ကလစ်နဲ့မေးခြင်းနေတာဟောကျွန်တော်မိတ်ဆက်တွေတော့အများကြီးပဲတယောက်မှအလုံးမလုပ်ဘူးဆိုရင်ဟုတ်ကဲ့အဲ့ဒီဟာကကြတော့လေဘာလဲဆိုရင်ကိုအရင်ပြန်ဆန်းစစ်ဖို့လိုတာပေါ့အဲ့တော့ကိုကပေါ့လောက်ကနီးစနစ်မှန်ကန်ရလားပေါ့ကို upline ညွှန်ကြားထားတဲ့မခွေရောကိုကြည့်လားနောက်မို့လဲဒီလိုတင်တန်းတွေပေါ့အပတ်စဉ်တင်တန်းတွေကိုတက်လားမတက်ဘူးလားကိုရင်ပြန်ဆန်းစစ်ရတယ်ကိုရဲ့ downline အလုပ်မလုပ်ဘူးဆိုတာသိကြတယ်ကိုနီးစနစ်လိုရနေလို့ပဲဖြစ်မယ်အဲ့တော့ကိုနိုင်ကအရင်ဆုံးကိုရဲ့ upline ညွှန်ကြားတဲ့ DVD တို့စာအုပ်တို့ဖတ်မယ်မီဒီတွေပါတွေကိုအပတ်စဉ်တက်မယ်လာစဉ်အခန်းသားတွေတက်မယ်အဲ့တော့မှကိုရဲ့မိတ်ဆွေတွေလည်းခေါ်လို့ရမှာကိုနိုင်ကဒီမီတီမတက်ချင်ဘူးကိုဒီခန်းသားတွေမတက်ဘူးဆိုရင်ကိုရဲ့မိတ်ဆွေကိုခေါ်မယ်ဆိုရင်လည်းလုံးဝမဖြစ်နိုင်ဘူးအဲ့တော့ကိုနိုင်က assistant တိုင်းလေးလုပ်မယ်ပြီးသွားလို့ရှိရင်သူတို့လည်း assistant တွေကိုရောက်အောင်ခေါ်လာမယ်အောင်မြင်တဲ့လူတွေများပြေးပြီးစကားပြောခိုင်းမယ်ရုံမှလာလို့ရှိရင် diamond တွေရှိမယ် diamond တွေစကားပြောခိုင်းမယ် diamond တွေကသူတို့ရဲ့ဘဝအတွေ့အကြုံတွေပြောသွားမယ်ဒါဆိုရင်သူတို့လည်းတဖြည်းဖြည်းနဲ့အောင်မြင်တဲ့လူစကားနားထောင်လာကြတဖြည်းဖြည်းအောင်မြင်စိတ်ဖြစ်လာမယ်အဓိကသူတို့ရှင်ထဲမှာတကယ်အောင်မြင်ခြင်းစိတ်ဖြစ်လာဖို့အတွက်ကိုတိဆောက်ပေးရမယ်အဲ့တော့သူတို့ကိုယ်တိုင်ကအောင်မြင်စိတ်ဖြစ်လာမှသူတို့ဒီလုပ်ငန်းကိုသူတို့ထောက်ထားပြတော့လုပ်ချင်စိတ်ဖြစ်လာမှာအဲ့တော့အောင်မြင်စိတ်မရှိဘဲနဲ့ဘူးမှမအောင်မြင်နိုင်ဘူးအဲ့တော့သူတို့အောင်မြင်စိတ်ဖြစ်လာဖို့ဆိုတာခုနပြောတဲ့အပတ်စဉ်လစဉ်မီတင်ပေးတက်ဖို့လိုပါတယ်ဒါနဲ့ကျွန်တော်ဒီအောင်မြင်ခြင်းပေါ့နော်အကိုရဲ့ခံယူချက်တွေကတော့ဟိုကျွန်တော်တို့ဒါအောင်မြင်ခြင်းတဲ့လူတွေအတွက်ဟိုဒါကတော့ဘူးတူတာရောဒါအမြင်နဲ့လက်ခံပေါ့နော်ဒါပေမဲ့တော့ချက်လေးတွေပါကိုရဲ့ဟိုစိတ်ထဲမှာလုံးဝအမြင်နဲ့အခိုင်မှာခံယူထားတဲ့ခံယူချက်အောင်မြင်ခြင်းရဲ့တော့ချက်ဆိုရင်အကိုဘယ်လိုဖြည့်မလဲဟုတ်ကဲ့အဓိကကတော့ဘယ်လဲဆိုတော့ယုံကြည်မှုပဲ belief ပေါ့ belief ဆိုတဲ့ယုံကြည်မှုကအရင်ကြီးကြည့်ပါတယ်Mr. Bab မြန်မာနိုင်ငံကိုရောက်တဲ့အချိန်မှာသူဟိုလက်ရှိ Mr. Bab ဦးလက်ရှိတစ်လောက်သိန်း900လောက်ရတာပေါ့နော်အဲ့တော့သူမြန်မာပြည်ရောက်တဲ့အချိန်မှာသူအိတ်ဝင်မရသေးဘူးဟုတ်ဒါပေမဲ့သူရင်ထဲမှာယုံကြည်ချက်တစ်ခုရှိတယ်ဒီ success mode နဲ့သူ့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်မှာဆိုသူယုံကြည်တယ်ဟုတ်သူရဲ့ရင်ထဲမှာရှိတဲ့ယုံကြည်မှုကိုကျွန်တော်သူပေးသွားတာအဲ့တော့ Mr. Bab ကျွန်တော်အဲ့ယုံကြည်မှုပေးတော့ချိန်မှာကျွန်တော်အဲ့ချိန်တော့လည်းကျွန်တော် success mode တစ်ချက်မှမရသေးဘူးဒါပေမဲ့အဲ့ယုံကြည်မှုတစ်ခုကျွန်တော်ရလိုက်တယ်အဲ့ယုံကြည်ချက်နဲ့ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ပြန်မျှဝေပေးတယ်ဒီနေ့ဆိုရင်အဲ့ယုံကြည်ချက် diamond တွေဆိုရင်လက်ရှိမြန်မာနိုင်ငံမှာ diamond တွေအများကြီးဖြစ်နေပြီအဲ့ diamond တွေအကုန်လုံးကပါလဲသူတို့မှာယုံကြည်ချက်ရှိတယ်စားလို့တဲ့အချိန်မှာဒီ success မှာသူတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်မယ်ဆိုတာသူတို့ယုံကြည်ချက်ခိုင်မာရှိတယ်အဲ့တော့ကျွန်တော်ပြောတဲ့ယုံကြည်ချက်ကကြတော့ကျွန်တော်တို့ဟိုခေါင်းထဲအုံနောက်ထဲမှာတည်တဲ့အတိလောက်မဟုတ်ဘူးရင်ထဲနှလုံးသားထဲမှာရှိတဲ့ယုံကြည်မှုပေါ့အဲ့ယုံကြည်မှုကတကယ်ခိုင်မာလာပြီးကိုတကယ်အောင်မြင်မယ်လို့ယုံကြည်ပြီးကိုယ့်ရဲ့မိတ်ဆွေတွေလည်းအဲ့ယုံကြည်မှုကိုပြန်မျှဝေပေးတာအဲ့ဒီကအဓိကတော့ belief ပါပဲဒါနောက်ဆုံးအနေနဲ့ပေါ့နော်စဝင်တဲ့လူတွေပေါ့နော်အခုချိန်မှာကျွန်တော်တို့ဒါအားပေးကြည့်ရှုနေတဲ့လူတွေအများကြီးရှိအောင်နော်စပြီးဝင်တော့မှဒီခွေလေးကိုနော်ဒါတကယ်ပဲအချိန်ပေးပြီးကြည့်နေတဲ့လူတွေတော့စဝင်နေကနေဒီအောင်မြင်တဲ့အချိန်ထိကိုသွားမယ်ဒီအချိန်မှာအရေးကြီးဆုံးအကိုဘက်ကနေဘယ်လိုမျိုးပြောချင်သေးလဲမျိုးဟုတ်ကဲ့အဓိကတော့ကျွန်တော်ကလည်း 4S4 system ပေါ့ကျွန်တော်တို့ဒီမှာအောင်မြင်ဖို့အတွက်နည်းစနစ်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ success မိုးရောက်လာအမြဲပြောတဲ့ညစကားရှိတယ်အတွေ့အကြုံကြီးမကြည့်ဘူးဟုတ်ပညာတက်ခြင်းမတက်ခြင်းကြီးမကြည့်ဘူးချမ်းသာခြင်းမချမ်းသာခြင်းကြီးမကြည့်ကျွန်တော်တို့မှာဘာကြောင့်လဲဆိုတော့အရန်ကိုလွယ်ကူတဲ့နည်းစနစ်ရှိလို့ဒီနေ့ diamond ဖြစ်သွားတဲ့လူလည်းဒီနည်းစနစ်တိုင်းပဲလုပ်တာ blue diamond ဖြစ်သွားတဲ့လူဒီနည်းစနစ်တိုင်းပဲလုပ်တာ black diamond ဖြစ်သွားတဲ့လူလည်းဒီနည်းစနစ်တိုင်းပဲလုပ်တာအဲ့တော့ 4S4 ဆိုတဲ့ system ပေါ့ 4S4 ဆိုတဲ့ list ပေါ့အဲ့ဒီ list ထဲမှာသူက၄ချက်လေ့လာမယ်၄ချက်လှုပ်ဆောင်မယ်၄နေရာသွားမယ်၄စစ်တက်လှမ်းပေါ့၄ချက်လေ့လာမယ်ဆိုရင်ကျွန်တော်ဘာမလဲဆိုတော့ 4Y လို့ခေါ်တဲ့၄ချက်ဟိုကဘာကြောင့် TCY ရေလောက်တာလဲဘာကြောင့်လုတ်တင်တာလဲအဲ့၄ချက်ကိုကျွန်တော်အရင်လေ့လာမယ်ပြီးတော့လို့ရှိရင် product အကြောင်းကျွန်တော်လေ့လာမယ်ပြီးရင် plan အကြောင်းလေ့လာမယ်ပြီးရင်ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်တဲ့ question answer ဒီ
ဒါလေးကျွန်တော်လေ့လာမယ်အဲ့လိုလေ့လာဖို့အတွက်ကျွန်တော်တို့မှာ DVD တွေရှိတယ်စာအုပ်တွေရှိတယ် DVD ခွေကြည့်မယ်စာအုပ်ဖတ်မယ်ပေါ့နော်ကိုရီးယားကကြည့်မဲ့အချိန်လေးမှာဒီဟာလေးကိုဖြည့်လိုက်ချင်တာမျိုးကိုဘွားလေးအောင်မြင်နိုင်တယ်ပေါ့နော်ကိုတရက်ကိုတနိုင်လောက်အချိန်ပေးပြီးကျွန်တော်တို့ဒီ TV ခွေကြည့်လို့ရတယ်ဒါဆိုဒီ၄ချက်ကိုကျွန်တော်သိသွားပြီဆိုရင်ဒီ၄ချက်ကိုကျွန်တော်မိတ်ဆွေတို့ကျွန်တော် share လုပ်ပေးမယ်အဲ့တော့ကျွန်တော်၄ချက်လုပ်ဆောင်ပါအောင်၄ချက်လုပ်ဆောင်မှာပါမယ်ဆိုတော့ name list လုပ်တာပါမယ် invite ဘယ်လိုလုပ်ရမလဲဆိုတာပါမယ်ကျွန်တော်တို့ STP ဘယ်လိုလုပ်ရမလဲ show the plan share the product ပြီးတော့ကျွန်တော် follow up ဘယ်လိုလုပ်ရမလဲပြီး၄ချက်လုပ်ဆောင်ဆိုရင်လည်းကျွန်တော်လုပ်ဆောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတော့သင်တန်းတွေရှိတယ်ဥပမာကျွန်တော်တို့ဒီ how to make money course လိုမျိုးသင်တန်းမှာဒါကျွန်တော်ဒီ၄ချက်ကိုဘယ်လိုလုပ်ဆောင်မလဲဆိုတာသင်တန်းတွေပေးထားတယ်ပြီးတော့ကျွန်တော်တို့၄နေရာသွားမယ် full moving ပေါ့၄နေရာသွားမယ်နေ့စဉ် STP ကျွန်တော်တို့မိတ်ဆွေတွေကျွန်တော်တို့ STP လုပ်မယ်ပေါ့ show the plan share the product လုပ်မယ်ပြီးတော့ကျွန်တော်တို့အပတ်စဉ် reset ခန်းနာရှိတယ်အဲ့ reset ခန်းနာတက်မယ်ပြီးတော့လစဉ်ကျွန်တော်တို့ inspiration တို့ how to make money course တို့ကျွန်တော် start your business with why အဲ့လိုသင်တန်းတွေရှိတယ်အဲ့ဒီသင်တန်းကျွန်တော်တက်မယ်ပြီးတော့လေးလားတစ်ချိန် success လိုမျိုးအခမ်းအနားပွဲတွေကျွန်တော်တက်မယ်ဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတွေလည်းခုနယုံကြည်မှုတွေပို့တိုးလာအောင်ပြီးတော့လို့ရှိမှကျွန်တော်တို့၄စင်းတက်လှမ်းပေါ့၄စင်းတက်လှမ်းလို့ပြောတဲ့နေရာမှာကျွန်တော်နံပါတ်1အနေနဲ့ကိုယ့်ကိုယ်အရင်ဆုံးပါလဲဆို7 goal leader ဆိုတာဖြစ်အောင်လုပ်ရတယ်။7 goal leader အချက်လေးတွေကျွန်တော်တို့လေ့လာမယ်။ဘာတွေရှိလဲဆိုတာ9ချက်ပေါ့။အဲ့9ချက်ပြည့်သွားပြီဆိုတာ ਨੇ ကိုက star ဖြစ်သွားပြီ။ star ဖြစ်ပြီဆိုတာ ਨੇ ကိုကမိတ်ဆွေကိုလည်း star ဖြစ်အောင်ကူညီပေးရင်းနဲ့ကိုက bronze ဖြစ်သွားတာ။အဲ့လိုမျိုးကိုကမိတ်ဆွေကိုလည်းကို bronze ဖြစ်အောင်ဘယ်လိုလုပ်ခဲ့ရလဲ။အဲ့ဒီအရာလေးပြန်သင်ကြားပြလိုက်နဲ့ကိုက platinum ဖြစ်သွားတယ်။ကိုကမိတ်ဆွေကိုလည်း platinum ဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတာကိုကိုကကူညီပေးရင်းနဲ့ကိုက diamond ဖြစ်သွားတာ။ diamond ဖြစ်သွားပြီးတော့လောက်300ချီကူညီနေနိုင်ငံခြား level ကြီးသွားလိုက်300ချီဝင်လိုက်အဲ့လိုမျိုးကိုကပိုင်ဆိုင်နိုင်တယ်။အဲ့တော့ခုနပြောတဲ့၄ချက်လေ့လာမယ်၄ချက်လှုပ်ဆောင်မယ်၄နေရာသွားမယ်၄စင်းတက်လမ်းမယ်ဆိုတာကလူတိုင်းလုပ်လို့ရတဲ့အချက်ပါဒီနေ့ diamond ဖြစ်သွားတဲ့လူတွေအကုန်လုံးဒီစင်ကြီးစနစ်ကိုအသုံးပြုခဲ့တာအဲ့တော့ successful အောင်မြင်ရချင်အဓိကတော့ချက်ကလည်းအဲ့ဒီ 4S 4 system ဆိုတာပါဝင်ပါတယ်ဟုတ်ကဲ့ဗျာအခုလိုမျိုးเนาะစိတ်ရှိလက်ရှိနဲ့ဖြေကြားပေးတဲ့ဒါအခုဆိုရင် Blue Diamond ကိုလက်ကိုကျေးဇူးများရွက်တင်ပါတယ်နောက်ပိုင်းမှာလည်း Blue Diamond ကနေထပ်ပြီးယုံကြည်မှုတွေအများကြီးရပြီးတော့ယာရုတွေတက်ပါစေဆုတောင်းရပါဗျာဟုတ်ကျေးဇူးတင်ပါစေကျွန်တော်လည်းအရင်ကျေးဇူးတင်ပါတယ်အခုလိုမျိုးအားလုံးရဲ့အမြင်ရှင်းသွားအောင်ပေါ့နော်ရှင်ထဲမှာရှိတဲ့အမြင်လေးတွေရှင်းသွားအောင်အခက်အခဲချို့မိတတ်တဲ့ contest ဇွန်နဲ့ဒီ season လေး question answer season လေးကိုဖြစ်မြောက်အောင်ကူညီပေးခဲ့တဲ့မြန်မာနိုင်ငံ success မို့ရဲ့တာဝန်ရှိတဲ့လူအားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမိတ်ဆွေများခင်ဗျာဒီ network marketing နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပေါ့နော်မရှင်းဖြစ်နေတာလေးအခုတော့ရှင်းသွားပြီလို့ကျွန်တော်ထင်ပါတယ်အဲ့ဒါတော့ခင်ဗျာကျွန်တော်တို့တကယ်ကိုပဲ network marketing နဲ့ပတ်သက်ပြီးတော့လေ့လာသင်ယူဖို့ကိုတိုက်တွန်းပါတယ်ကျွန်တော်ကိုလက်ပြောသလိုပေါ့နော် 4Y တို့ကျွန်တော်တို့ရဲ့ product တွေ plan တွေကိုတော့ဆက်လက်ပြီးတော့လေ့လာဖို့လိုပါတယ်ပြောချင်တာကတော့မျက်စိဖွင့်နားဆွင့်ပေါ့နော်ဒါလေးကတော့ observation အနေနဲ့အဲ့ဒါတော့တကယ်ကိုပဲအကျိုးရှိမှသိကြပါတယ်ပြီးတော့ကျွန်တော်ရဲ့ network marketing ကိုလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေအဲ့ဒါတော့ကြီးများနောက်နေ့မနက်မိုးလင်းတာနဲ့သွားတိုက်ရအောင်မယ်နော်ရေချိုးရအောင်မယ်အဲ့တော့သွားတိုက်ရင်ရေချိုးရင်းနဲ့အဲ့ဒါတော့ကြီးရဲ့ဒါဝင်ငွေတွေကုံဆုံးသွားစေခြင်းလားဒါမှမဟုတ်သွားတိုက်ရင်ရေချိုးရင်းနဲ့ဝင်ငွေတွေရနေစေခြင်းလားဆိုတာတော့အဲ့ဒါတော့ကြီးရဲ့မှန်ကန်တဲ့ရွေးချယ်မှုနဲ့ဆိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတိုင်းတော့ရက်နေလို့မရပါဘူးဆက်ပြီးတော့လေ့လာသင်ယူဖို့လက်ခံဖို့ absorbing power အဲ့ဒါတော့ကြီးမှာလိုအပ်ပါတယ်ဘယ်လိုမျိုးလိုအပ်မလဲပေါ့နော်ကျွန်တော် success more ကနေကျင်းပပြုလုပ်တဲ့အပတ်စဉ်ဆိုရင် restart ခန်းနာတွေရှိတယ်တလားတစ်ချိန်ဆိုရင်ဒါ start your business with why လို့ inspiration လို့ပြီးတော့ကျွန်တော် how to make money course လို့လေးလားတစ်ချိန်လုပ်တဲ့ the success လို့ပွဲမျိုးတွေကိုတိုက်ရောက်ဖို့တော့ကျွန်တော်တို့အထူးတိုက်တွန်းချင်ပါတယ်ကဲအောင်မြင်မှုနဲ့ယုံကြည်မှုတွေရရှိပါစေခင်ဗျာအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာเป้าหมายนี้ในชีวิตคุณก็จะสามารถสร้างชีวิตให้ดีกว่าเดิมเป็นร้อยเป็นพันเป็นหมื่นเท่าได้จากวันนี้เมื่อไรชีวิตของคุณก็จะเปลี่ยนไปแบบก้าวกระโดดขึ้นเสียคุณสามารถออกแบบชีวิตแล้วสร้างให้มันเป็นจริงตามใจที่คุณปรารถนาได้เป้าหมายที่เคลื่อนตัวคุณได้เท่านั้นคุณจึงจะประสบผล
จ้าจะเป็นงานที่ดีที่สุดด้วยความที่เรารักในธุรกิจนี้จนเกิดแรงบันดาลใจสูงสุดในการที่จะก่อตั้งบริษัทดีๆเพื่อสร้างเครื่องมือสร้างโอกาสในการที่จะทำให้คนเปลี่ยนแปลงวิถีชีวิตเพราะว่าเรามาเพื่อความมั่นใจในการเปลี่ยนแปลงชีวิตคุณต้องมีเป้าหมาย Success Mall จะสามารถเป็นเครื่องมือที่ดีที่สุดในการเปลี่ยนแปลงชีวิตของผู้คน